တော်တဲ့ကနေကြားဖြူတစ်ကောင်ကောက်ရလာလိမ့်မယ်လို့ဘသူကထင်မှလဲဒါပေမဲ့တညရင်ကုန်လုံးသွားပြီးတဲ့နောက်အဲ့ဒီကြားဖြူကအလှပကင်းမလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့မတွေးမိခဲ့ဘူးကျွန်တော်အဖေဆိုကြောက်လုံးလို့သေးပါထွက်မတက်ဖြစ်သွားပြီးချက်ချင်းတူးထောက်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်တော့တာပဲဒါပေမဲ့အဲ့ဒီကြားဖြူကစိတ်မဆိုးတဲ့အပြင်ကျွန်တော်အဖေကိုနေတိုင်းပျော်ပပအတူနေပေးဖို့နားခွင့်မပေးဖို့တောင်းဆိုခဲ့တယ်ဒီလိုနဲ့ပဲအဲ့ဒီကြားဖြူမှာကျွန်တော်အဖေနဲ့ကိုဝင်ရသွားခဲ့တယ်နှစ်အတော်ကြာပြီးတဲ့နောက်ကျွန်တော်တော်တဲ့ထင်းခွေသွားရင်းနဲ့ငွေကြီးတစ်ကောင်ကဒဏ်ရာရနေတဲ့မြေခွေးဖြူလေးတစ်ကောင်ကိုရစ်ပတ်ထားတာနဲ့တွားတိုးမိရောကျွန်တော်လည်းဘာမှအများကြီးစဉ်းစားမနေတော့ပဲပစိန်နဲ့လှမ်းပေါက်လိုက်တာငွေကြီးရဲ့ခေါင်းကိုတဲ့တဲ့မှန်သွားတယ်ငွေကြီးလည်းလူးလုံပြီးတေးသွားရောမြေခွေးဖြူလေးကကန်ကောင်းလို့အသက်ဘေးကလွတ်သွားပေမဲ့အသက်ငင်နေပြီးဒါနဲ့ကျွန်တော်လည်းအိမ်ကိုအမြန်ပွေ့ခေါ်လာပြီးအရက်ဖြူနဲ့ဒဏ်ရာတွေကိုစေးကြောပေးလိုက်တယ်ခဏနေတော့ဒီကောင်လေးကပြေးနိုင်ခုန်နိုင်သွားရောအဲ့ဒီချိန်ကစပြီးဒီမြေခွေးလေးကခွေးပေါက်လေးလိုမျိုးကျွန်တော်အိမ်မှာပဲကတ်နေပြီးမခွာတော့ဘူးဒါပေမဲ့ကျွန်တော်ကမိဘမရှိတဲ့မိဘမဲ့တယောက်လေးကိုဝမ်းကိုတော့မနေကျွေးနေရတာသူ့ကိုတော်တဲ့ပြန်မောင်းထုတ်တာတော့ညဘက်ကျရင်တုံနဲ့ပြန်ရောက်လာတတ်တယ်ပါဇက်ကနေတစ်တီးတွေဒါမှမဟုတ်တောယုံတွေတောချက်တွေကိုကိုက်ချီလာတတ်သေးတယ်အဲ့ဒီတော့မှကျွန်တော်သဘောပေါက်သွားတယ်ဒီကောင်လေးကသူ့ဘာသာသူအစာရှာကျွေးနိုင်တယ်ဆိုတာကိုကျွန်တော်ကိုပြောချင်နေတာပဲအဲ့ဒါနဲ့ကျွန်တော်လည်းစိတ်အေးလက်အေးနဲ့သူ့ကိုမွေးထားလိုက်တယ်အဲ့ဒီနောက်ပိုင်းသူကကျွန်တော်ရဲ့နောက်လိုက်လေးဖြစ်လာတော့တာပဲထင်းခွေသွားလဲလိုက်တယ်သူ့ကြောင်းသွားလဲလိုက်တယ်ကျွန်တော်စာချက်နေတဲ့အချိန်ဆိုရင်တော့ဘေးနားမှာငြိမ်လေးအိပ်ပြီးအဖော်လုပ်ပေးတတ်တယ်ဒါပေမဲ့ဒီလိုနေ့ရက်တွေကကျွန်တော်10ရက်နှစ်ယောက်တော့ချက်ချင်းရက်တန့်သွားခဲ့တယ်မြေခွေးလေးကဘာမှမပြောမဆိုပဲပျောက်သွားတာကျွန်တော်ညမိုးချုပ်တဲ့အထိစောင့်ပေမဲ့ပြန်မလာဘူးအဲ့ဒီအစာအဖွားကိုတယောက်ကအိမ်ကိုရောက်လာတယ်သူကတုတ်ကောက်ကိုအားပြုပြီးပြုံးနဲ့သဘောကောင်းမဲ့ပုံပဲမောင်ရင်အဖွားမြင်းမလေးကိုလာရှာတာတွေ့မိသေးလားဗျာအဖွားမြင်းမလေးကဘယ်သူလဲခင်ဗျအဖွားလွန်ခဲ့တဲ့နှစ်တွေကအပြင်သွားတော့မြင်းမလေးကိုအိမ်ဆောင်ခိုင်းခဲ့တာပြန်လာတော့မရှိတော့ဘူးတယောက်ကပြောတယ်သူမောင်ရင်အိမ်မှာနေတယ်ဆိုလို့အဖွားမှားသွားတာဖြစ်ပါလိမ့်မယ်အဖွားအိုကအဲ့ဒီစကားကိုကြားတော့ဆိုပြီးခေါင်းတငိမ့်နဲ့ကျွန်တော်အိမ်ကမိဖို့ချောင်းဘက်ကိုစိုက်ကြည့်နေတယ်ကျွန်တော်လည်းသူကြည့်တဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့မြေခွေးလေးကအဲ့ဒီမှာထိုင်နေတာကိုတွေ့လိုက်ရတယ်သူကအဖွားအိုကိုကြည့်ပြီးအမီတရန်နဲ့မျက်နှာမှာလည်းပြုံးစီးစီးဖြစ်နေတယ်ဒါကသူတစ်ပါးသူ့ရှိမှာပထမဆုံးအကြိမ်ပေါ်လာတာပဲအဖွားအိုကတစ်ချက်ပြုံးပြီးဘာမှမပြောဘဲလှည့်ထွက်သွားတယ်အဲ့ဒီညကတော့မြေခွေးလေးကပုံမှန်အတိုင်းကျွန်တော်ဘိုက်ပေါ်မှာအိပ်ပျော်နေတော့မယ်ဒါပေမဲ့နောက်နေ့မနေ့ကျွန်တော်နိုးလာတော့မြေခွေးလေးရဲ့အရေးရောင်တော့မတွေ့ရတော့ဘူးအဲ့ရကနေထားခြင်းပဲစပွဲပေါ်မှာအနီရောင်ရင်စီးအင်ဂျီလေးတင်ထားတာတွေ့ရတယ်ရင်စီးလေးထဲမှာမိန်းကလေးတစ်ယောက်ရဲ့စပင်အနက်စုလေးတစ်စုရှိနေပြီးအလယ်မှာစက်ကူအနီနဲ့ပတ်ထားတယ်ဒါဘာအတွက်လဲဆိုတာကျွန်တော်လုံးဝမသိလို့ဒီပစ္စည်းတွေကိုယူပြီးရွာလူကြီးစီသွားမိလိုက်တယ်ရွာလူကြီးကဒါကိုမြင်ချင်းပြုံးစီးစီးနဲ့ပြောတယ်ဒါကမိန်းကလေးတစ်ယောက်ကမောင်ရင်ကိုသဘောကျလို့ပေးထားတာပဲဒါကိုယူသွားပြီးအဲ့ဒီမိန်းကလေးအိမ်မှာလူကြီးဆောင်ရနဲ့တောင်းတန်းဆစ်ဆက်လို့ရပြီကဲအဖိုးကိုမြန်ပြောစမ်းပါဦးဘယ်မိန်းကလေးကပေးတာလဲကျွန်တော်လည်းချက်ချင်းကြောက်အမ်းသွားတယ်မြေခွေးလေးကကျွန်တော်အတွက်ခိုးလာပေးတာများလားဒါပေမဲ့ကျွန်တော်ဘာမှတွေးလို့မရခင်မှာပဲအဲ့ဒီနေ့ကစပြီးမြေခွေးလေးကထပ်ပေါ်မလာတော့ဘူးသူထွက်သွားတော့ကျွန်တော်စိတ်ထဲဟာတာကြီးဖြစ်ကြံခဲ့တယ်နေတိုင်းထမင်းစားအိတ်တာကလွှဲရင်တော့အနှက်လိုက်ရှာနေမိတယ်ဒါပေမဲ့ဘာချေရလက်ရမှာရှာမတွေ့ဘူးမူဆိုးတွေဖမ်းသွားတာလားလို့တောင်တန်တရားဝင်မိတယ်ဒီလိုနဲ့ရှာလာတာတစ်နှစ်နီးပါးခွဲလောက်ရှိလာပြီမြေခွေးလေးကိုရှာမတွေ့သေးဘူးအဲ့ဒီအချိန်မှာကျွန်တော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီးသူနဲ့ထပ်တွေ့ရတော့မှမဟုတ်ဘူးလို့ထင်နေတာဒီလိုနဲ့လောလောက်ကြာပြီးတဲ့ညတညမှာအဖွားအိုတယောက်ကကျွန်တော်အိမ်တကားဝမှာထိုင်နေတယ်ကျွန်တော်လည်းတကားဝအထိသွားပြီးဘာဖြစ်လို့လဲလို့မေးလိုက်တယ်အဖွားအိုကအဲ့ဒီစကားကိုကြားတော့ခေါင်းကိုစက်ခနဲမောကြည့်လာပြီးဗစက်ကနေကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့ငါမြေလေးကိုလာရှာတာငါမြေလေးပျောက်သွားလို့မောင်ရင်သူ့ကိုတွေ့တယ်မလားဟုတ်တယ်မလားကျွန်တော်လည်းတကူလုံးကြက်သီးတွေထားသွားတယ်ပြီးခဲ့တဲ့တစ်ခေါက်ကမြင်းမလေးကိုရှာတယ်အခုတစ်ခေါက်ကျတော့မြေလေးကိုရှာတယ်ဘာလို့အကုန်လုံးကျွန်တော်စီပဲလာနေကြတာလဲကျွန်တော်လည်းချက်ချင်းပဲခေါင်းခါပြီးမတွေ့ဘူးလို့ပြောလိုက်တယ်အဖွားအိုရဲ့မျက်နှာမှာထူးဆန်းတဲ့အပြုံးကြီးပေါ်လာပြီးဒါဆိုလွန်ခဲ့တဲ့6နှစ်တုန်းကကောလွန်ခဲ့တဲ့6နှစ်တုန်းကငါမြေကိုမောင်ရင်တွေ့ခဲ့သေးလားသူပြောတဲ့ပုံစံကကျွန်တော်ကိုလာပြီးစစ်မေးနေတယ်လို့ပဲကျွန်တော်လည်းခေါင်းကုပ်ပြီးစဉ်းစားကြည့်တယ်ဒီအဖွားကြီးတော့ယူနေပြီထင်တယ်ကျွန်တော်အဲ့လိုပြောလိုက်တော့အဖွားအိုကဘာမှထပ်မပြောတော့ပဲကျွန်တော်ကိုကြည့်ပြီးပြုံးနေတယ်အဲ့ဒီအပြုံးကတကယ်ကိုခြောက်ချစရာကြီးကျွန်တော်လည်းကြောက်လုံးလို့ခြေလန်းနေငယ်ဆုပ်လိုက်ပြီးရွာလူကြီးအိမ်စီကိုအမြန်ပြေးသွားတော့တယ်မောမောနဲ့ရွာလူကြီးကိုအဖွားအိုအကြောင်းပြောပြလိုက်တယ်ရွာလူကြီးကစစ်လိတ်တောက်ရင်ကြောင်အန်းသွားပြီးချက်ချင်းပဲကျွန်တော်နောက်ကျောကိုလက်ညှိုးထိုးပြီးပြောတယ်မောင်ရင်ပြောနေတဲ့သူကသူလားဟာကျွန်တော်လည်းတကူလုံးအေးဆက်သွားပြီးတုံရင်နဲ့လှည့်ကြည့်လိုက်တော့ခုနကအဖွားအိုကကျွန်တော်နောက်မှာတိတ်တဆိတ်မတက်ရက်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်လည်းကြောက်လန့်တကြားနဲ့ရွာလူကြီးရဲ့နောက်ွယ်မှာအမြန်ပုံလိုက်မိတယ်ရွာလူကြီးကထိုးအဖွားအိုကိုအကဲခတ်ကြည့်ပြီးမင်းကဘယ်ရွာကလဲညာကြီးမင်းကြီးကလေးတယောက်ကိုလာချောက်လန့်နေတာမကောင်းဘူးမလားလို့မေးလိုက်တယ်အဖွားအိုကလေးတန်အေးအေးနဲ့ငါမြေကိုလာရှာတာလို့ပြောပြီးရွာလူကြီးကဘာပဲမေးမေးပြုံးနေခဲ့တယ်ဒါနဲ့ရွာလူကြီးလည်းအိမ်ထဲကနေကြက်ဥနှလုံးယူလာပြီးကမ်းပေးလိုက်ရင်ဒါကိုယူပြီးအမြန်ထွက်သွားတော့နောက်ခါငါနေမြေထဲလာပြီးလူတွေကိုလာမချောက်နဲ့လို့ပြောလိုက်တယ်အဖွားအိုကကြက်ဥတွေကိုလှမ်းယူပြီးတစ်ချက်ကြည့်ကမြေကြီးပေါ်ကိုဘုံကနေဆွဲပစ်လိုက်တယ်ပြီးတော့ကျွန်တော်ကိုလက်ညှိုးထိုးပြီးသူကငါမြေကိုရိုက်တက်ခဲ့တာငါသူ့ကိုတစ်သက်လုံးချောက်လန့်သွားမယ်လို့အော်ဟစ်လေတော့တယ်ရွာလူကြီးလည်းအခြေအနေမဟန်တာမြင်တော့မျက်နှာပြတ်သွားပြီးအိမ်ရှိကမီးကိုအမြန်သွားဖွင့်ဖို့ကျွန်တော်ကိုခိုင်းတော့တယ်ကျွန်တော်လည်းမိခလုတ်ကိုအမြန်သွားနှိပ်လိုက်တဲ့အခါအိမ်ရှိမှာလင်းထိန်သွားပြီးအဖွားအိုရဲ့ပကုံးပေါ်မှာအနီရောင်ငွေဆိုးကြီးတစ်ကောင်ခွေပတ်နေတာကိုတဲတဲကွဲကွဲမြင်လိုက်ရတဲ့ထိုငွေဆိုးကြီးကအဆွဲနှစ်ချောင်းထုတ်ပြီးကျွန်တော်ကိုစိုက်ကြည့်နေတာကြောင့်ရွာလူကြီးလည်းပြပြတလဲဖြစ်သွားပြီးလေးတန်းတိုးတိုးနဲ့အခြေအနေတော့မကောင်းဘူးမင်းကြည့်စမ်းအဲ့ဒီအဖွားအိုမှာအရေးမရှိဘူးလို့ပြောတယ်ကျွန်တော်လည်းလှည့်ကြည့်လိုက်တော့တကယ်ပဲအဖွားအိုရဲ့နောက်မှာအရေးလုံးဝမရှိတာကိုတွေ့လိုက်ရလို့ကြောချမ်းပြီးကြောက်လန့်ကဘာမှမပြောနိုင်ပဲခေါင်းပဲညှိပြမိတော့တယ်ရွာလူကြီးကအတန်ကြဲကြဲနဲ့မြေးလေးမကြောက်နဲ့အဖိုးအိမ်ထဲမှာဘိုးဘွားစင်ဆက်ကဆင်းတက်လာတဲ့ဓာတ်မျက်ရှိတယ်အမြန်သွားယူချေလို့လှမ်းអော်တယ်ကျွန်တော်လည်းတုံရင်နဲ့အိမ်ထဲဝင်ရှာပြီးမဲ့ဘာသာမှရှာမတွေ့ခဲ့ဘူးပြန်ထွက်လာပြီးရှာမတွေ့ကြောင်းပြောမလို့လုပ်တဲ့အချိန်မှာပဲအဖွားအိုရဲ့ကြောပြင်ကဝေးရကိုထွက်ခွာသွားတာကိုတွေ့လိုက်ရတယ်ရွာလူကြီးကကျွန်တော်ကိုအိမ်ထဲအမြန်ဆွဲသွင်းပြီးတကားတွေကိုတိတိကျကျပိတ်လိုက်ရင်တုံးလိုက်တဲ့ကလေးဘာသာမျက်မှမရှိပါဘူးငါသူ့ကိုလှည့်စားလိုက်တာမင်းသွားပြီးမတန်ရှင်းတဲ့အရာတွေကိုသွားထိခိုက်မိပြီးထင်တယ်လို့ပြောပြီးအိမ်ထဲကမိတွေကိုအကုန်ပိတ်လိုက်ပြန်နေပြီးတော့တောင်ပေါ်မှာတစ်ခုခုသွားလို့မိသေးလားလို့မေးတဲ့အခါကျွန်တော်တိတိကျကျစဉ်းစားကြည့်တော့မှလွန်ခဲ့တဲ့6နှစ်ကမြေခွေးလေးတစ်ကောင်ကိုကယ်ဖို့အတွက်ငွေဖြူတစ်ကောင်ကိုရိုက်တက်ခဲ့မိတာကိုတတိယပြီးရွာလူကြီးကိုပြောပြလိုက်တယ်ရွာလူကြီးကကြားတာနဲ့တုံးလောက်သွားပြီးအဲ့ဒါမွေးနဲ့ဆိုးကွာတောင်ပေါ်ကအရာတွေကိုဘာလို့ရှောက်လို့ရတာလဲမင်းတော့ဒုက္ခလာလာတွေ့ပြီလို့ပြောပြီးမနဲ့ကြရင်ဆရာတယောက်စီလိုက်ဖို့ပေးမယ်ဒီညတော့ဒီမှာပဲအိပ်ပြီးဘသူပဲခေါ်ခေါ်ထူးမထူးနဲ့လို့မှာကြားခဲ့တယ်
ထိုညတကောင်ရံ10 တနာရီလောက်မှာအပြင်ကနေရှဲအတန်တွေနဲ့အတူအဖွားအိုရဲ့ငိုတန်ကြီးကိုကြားလိုက်ရတယ်သတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ကုန်းကွာတဲ့တစ်ခုကသတင်းပေါက်မှာလာတက်ပြီးကျွန်တော်ကိုလိုက်ရှာနေတယ်လို့မျိုးမြင်လိုက်ရလို့ကျွန်တော်လည်းကြောက်လန့်ပြီးမလုပ်ရဲတော့ဘူးအဲ့ဒီအချိန်မှာဘေးခန်းကရွာလူကြီးကခေါင်းကိုစောင်းကြုံထားမကြည့်နဲ့လို့လှမ်းអော်တယ်ကျွန်တော်လည်းစောင်းကိုခေါင်းပြီးခြုံပြီးနှလုံးတွေဒိန်းခုန်နေခဲ့ရတယ်အပြင်ကငိုတန်ကြီးကတော့မနက်အစောကြီး3 နာရီထိုးတဲ့အထိမစဲပဲကြားနေရတော့မဲ့ဘလောက်ကြာသွားလဲမသိဘူးကျွန်တော်အိပ်ပျော်သွားတဲ့အချိန်မှာအဆွဲတစ်ခွေးနဲ့တွေးချင်းနေနေတဲ့ငွေဖြူကြီးတစ်ကောင်ကကျွန်တော်ကိုစိုက်ကြည့်ပြီးငါအသက်ကိုပြန်ပေးလို့အော်ဟစ်နေတဲ့အိမ်မက်ဆိုးကြီးကိုမက်ပြီးလန့်နိုးလာခဲ့တယ်မနက်လင်းတော့ရွာလူကြီးကဆရာစီသွားဖို့အမြန်နိုးတယ်ဒါပေမဲ့အဲ့ဒီနေ့ညမှာလဲထိုဘွားအိုကသတင်းပေါက်မှာလာပြီးပြုံးကြည့်နေပြန်တယ်ရွာလူကြီးကဓာမကြီးကင်ပြီးထွက်မောင်းပေမဲ့ဘာမှမရှိတော့ဘူးအမွှေးတိုင်ထုံပြီးတောင်းပန်တာလည်းမထူးခြားခဲ့ဘူးပို့ကြောက်ဖို့ကောင်းတာကနောက်ရက်မနက်မှာကျွန်တော်ကတောင်ပေါ်ကတစ်ပင်ကြီးတစ်ပင်အောက်မှာသွားနိုးနေတာပဲအဲ့ဒီနေရာကလွန်ခဲ့တဲ့6 နှစ်ကငွေဖြူကိုတက်ခဲ့တဲ့နေရာဖြစ်နေတယ်ဒီလိုနဲ့ရွာလူကြီးအိမ်မှာ3 ရက်လောက်ကြာရမရပဲပုံနေခဲ့ရပြီးရွာလူကြီးလည်းတော့ကရောက်လုံးလို့လူရုပ်ပင်မပေါက်တော့ပါဘူးကျွန်တော်လည်းရွာလူကြီးကိုအားနာတာကြောင့်4 ရက်မြောက်နေ့မနက်မှာရွာလူကြီးတားနေတဲ့ကြားကပဲအိမ်ကိုအပြေးလေးပြန်လာခဲ့မိတော့တယ်ဒါပေမဲ့အိမ်ရှိလည်းရောက်ရောရွာလူကြီးကမောပန်းနဲ့ကျွန်တော်ရှိမှကြိုတင်ရောက်နေတာကိုမြင်လိုက်ရတဲ့အခါအဖိုးကြီးကလည်းအသက်ရှူတန်ပြင်းနဲ့နောက်ကနေလိုက်လာတဲ့လက်ထဲမှာလည်းကော်ပြားတစ်ချောင်းကင်ထားသေးတယ်ကလေးရေအဖိုးကမင်းတေခံဖို့သွားတာကိုဘယ်လိုလုပ်ဒီတိုင်းကြည့်နေနိုင်မှာလဲလားဒီနေ့ဘာပဲဖြစ်ဖြစ်ဒီကိစ္စကိုအဖိုးဖြေရှင်းပေးမယ်အဖိုးကြီးကရုတ်တရက်လက်ကြည့်လာပြီးသူ့မျက်ဝန်းတွေကရှုပ်ထွေးတဲ့အရေးအယောင်တွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်မြေးလေးအခြေအနေတွေဒီလိုဖြစ်လာမှတော့အဖိုးလည်းမင်းကိုမဖုံးကွယ်တော့ပါဘူးမင်းကိုလူမိသားစုကအသက်နှုတ်ဖို့လိုက်နေတာအသက်ရှင်ချင်းရင်နီးလန်းတစ်ခုပဲရှိတော့တယ်ဘာလူမိသားစုဟူမိသားစုလဲပြရွာထဲမှာအဲ့ဒီမျိုးရိုးတွေရှိမှမရှိတာအဖိုးကျွန်တော်ကိုနောက်နေတာတော့မဟုတ်ပါဘူးနော်ဟူခွန်ပိုင်ယိုဟွီတုံးကမင်းရိုက်တက်လိုက်တဲ့အဲ့ဒီငွေကအခုလူမိသားစုကလူတွေပဲကျွန်တော်လည်းကြောက်လန့်တုန်လှုပ်ပြီးတခြားနီးလန်းမရှိတော့ဘူးလားလို့အဖိုးကိုမေးလိုက်တယ်မူလကတော့လူနဲ့နက်ကလမ်းကြောင်းချင်းမတူတော့အဖိုးလည်းမင်းကိုဒီလမ်းကိုမလျှောက်စေချင်ပါဘူးဒါပေမဲ့အခုတော့အဖိုးတို့ရဲ့နီးလန်းတွေအကုန်လုံးသုံးပြီးသွားပြီးအဲ့ဒီနီးရဲနေတဲ့အမှတ်ကမင်းလက်မှာရှိနေတော့မယ်လားရော့ဒါကိုတေချာကင်ထားတာကဟူမိသားစုကမင်းကလေးတယောက်ရဲ့အမှတ်တရပစ္စည်းပဲဒါကိုဆောင်ထားမှဟူမိသားစုကိုရှာဖို့အခွင့်အရေးရှိလိမ့်မယ်ပြောလို့လေစုံရောအပြင်ကဝင်းထဲမှာရုတ်တရက်ငွေတွေတိုးဝေးသွားတဲ့ရှက်အတန်တွေအများကြီးထွက်လာတယ်အဖိုးကြီးမျက်နှာပြတ်သွားပြီးဘေးကဟင်းချက်ထားကိုကောက်ကင်လိုက်တယ်ကျွန်တော်တို့အိမ်ရှိခန်းကိုရောက်ရုံရှိသေးကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအဖိုးကလမ်းစုံမှာတွေးရင်းနဲ့ရက်နေတာကျွန်တော်အုံနောက်ထဲဝုန်းကနေဖြစ်သွားပြီးကြောက်လွန်းလို့ခြေထောက်တွေပါပျော့ကွေကုန်တဲ့တကူလုံးတုံရင်ပြီးအလိုလျောက်နောက်ဆုံးမိတယ်မျက်ရည်တွေလည်းဝဲလာတယ်အဖိုးကကျွန်တော်ကိုဆွဲခေါ်သွားပြီးတကားမကြီးကိုစပွဲနဲ့တေချာပိတ်ဆို့လိုက်တယ်ပြီးတော့လှည့်အော်ပြောတယ်သတင်းပေါက်ကနေခုန်ချပြီးဟူမိသားစုကိုအကူအညီတောင်းခိုင်းလိုက်ဒါမှငါတို့ရွာလေးကဲတင်ချင်းရမှာအဖိုးကနောက်သတင်းပေါက်ကိုညွှန်ပြတယ်နောက်သတင်းပေါက်ကနေအမြန်ထွက်သွားအမှတ်တရပစ္စည်းကိုယူပြီးတောင်ဘက်တောင်ကသူ့တန်စီကိုပြေးတော့ဘာအတန်ပဲကြာလုံးဝလှည့်မကြည့်နဲ့တကားမကြီးကတော့အပြင်ကငွေအုပ်ကြီးတိုးဝင်နေတာကြောင့်ဒုံနဲ့အတန်တွေမြည်နေပြီးငွေသေးလေးအချို့ကတကားကြားကနေတိုးဝင်လာနေပြီးအဖိုးကလည်းအန်ကျိတ်ပြီးတကားကိုသူ့ကိုနဲ့ဖိထားတယ်အသက်ကြီးလာပြီဖြစ်တဲ့အဖိုးကိုကြည့်ပြီးကျွန်တော်မျက်ရည်တွေစီးကြလာတယ်ရင်ခွင်ထဲကနေရဲနေတဲ့အထုပ်လေးကိုတေချာဆုပ်ကင်ပြီးနောက်ပြတင်းပေါက်ကိုကန်ဖွင့်ကအဆုံးမရှိတဲ့မှောင်မိုက်တဲ့ညတဲ့ကိုခုန်ချပြေးခဲ့တော့တယ်တိတ်မဝေးရသေးခင်မှာပဲနောက်ကနေငွေတွေအများကြီးလိုက်လာတဲ့ရှက်အတန်တွေကိုကြားလိုက်ရတယ်နေရဲနေတဲ့ငွေဆိုးတစ်ကောင်ကနောက်ကနေအမိလိုက်လာတာအချိန်ကတေးမတက်မြန်လုံးလို့ကျွန်တော်ခြေဖနှောက်ကိုတောင်ကိုင်းပြီးတော့မလို့ပဲသွားပြီးလို့စိတ်ထဲတွေးလိုက်မိတဲ့အချိန်မှာခြေချော်ပြီးရှေ့ကိုမှောက်လဲသွားတယ်အဲ့ဒီအချိန်မှာပဲဘေးကခြုံပုတ်ထဲကနေအဖြူရောင်ရေးတစ်ခုဖြတ်ထွက်လာပြီးရင်းနှီးနေတဲ့မြေခွေးအော်တန်တစ်ခုထွက်လာတယ်တေချာကြည့်လိုက်တော့အဲ့ဒါကမြေခွေးဖြူလေးဖြစ်နေတယ်သူကအမီးနှစ်ချောင်းရှိပြီးအဲ့ဒီငွေဆိုးကိုဘာမှမကြောက်ပဲခုံအုပ်ပြီးလုံးထွေးတက်ပုံနေတော့တယ်ကျွန်တော်လည်းဓာတ်ကိုကောက်ကင်ပြီးကူညီဖို့လုပ်တဲ့အချိန်မှာပဲအဲ့ဒီမြေခွေးဖြူလေးကငွေကိုကိုက်ချီပြီးမှောင်မိုက်နေတဲ့တောအုပ်ထဲကိုဖြတ်ခနဲဝင်ပြေးသွားတယ်ကျွန်တော်နောက်ကလိုက်ကိုလုတ်ပေမဲ့တောအုပ်ကမှောင်လုံးလို့လမ်းမမြင်ရဘူးလေပြင်းတစ်ချက်အဝေးမှာရင်းနှီးနေတဲ့အနက်တစ်ခုကိုရလိုက်တယ်အဲ့ဒါမြေခွေးဖြူလေးစီကထွက်တဲ့ထူးခြားတဲ့အနက်ပဲအဲ့ဒီတော့မှကျွန်တော်ရုတ်တရက်သဘောပေါက်သွားတယ်အဲ့ဒီမြေခွေးလေးကတာမန်မြေခွေးမဟုတ်ဘူးတကယ်မြေခွေးနဲ့ဖျားပဲသူ့ကိုမြင်လိုက်ရတဲ့ခဏမှာပဲစောစောကကြောက်လန့်နေတဲ့စိတ်တွေအများကြီးတည်ငြိမ်သွားတယ်ဒါပေမဲ့တွေ့ဝင်နေဖို့အချိန်မရှိဘူးအဖိုးကကျွန်တော်ကဲမှာကိုစောင့်နေတော့ပဲအသက်ကိုပြင်းပြင်းရှူပြီးတောင်ဘက်တောင်စီကိုပဲဆက်ပြေးခဲ့တယ်တခါမှဒီလောက်မြန်မပြေးဘူးနားထဲမှာလေတိုးတန်တွေကြားနေရပြီးနောက်ကနေအေးဆက်ဆက်အရာတစ်ခုကကတ်လိုက်လာတယ်လို့ခံစားနေရတဲ့ခြေဖနှောက်ကိုကတ်နေတယ်လို့ပဲဒါပေမဲ့လုံးဝလက်မကြည့်ရဲပဲလာရောက်မိန်လေးကိုအမိပြုပြီးဆက်ပြေးခဲ့တယ်ဒီနေရာကရွာရဲ့အထွတ်မြတ်တို့အပိတ်ပင်နေရပဲတာမန်ချင်းဆိုဘယ်သူမှမလာရဲကြဘူးအပေါ်ကိုတက်လေပို့ပြီးခြောက်ချားဖို့ကောင်းပြီးအေးဆက်လာလေးလေးပဲပတ်လေမှာကြောက်တုံးတွေနဲ့နာမည်မရှိတဲ့အုပ်ကူတွေပဲရှိတယ်ညီလေးလှည့်ပြီးအဖိုးကိုကြည့်ပါဦးနောက်ကနေရုတ်တရက်အဖိုးရဲ့အတန်ထွက်လာတယ်ကျွန်တော်ခြေလမ်းတွေတုံးကနေဖြစ်သွားပြီးစိတ်ထဲဝမ်းသာသွားတယ်အဖိုးလွတ်လာပြီလားပေါ့လှည့်ကြည့်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲအုံနောက်ထဲမှာအဖိုးရဲ့မာရန်စကားကဖြတ်ခနဲ့တတိယလာတယ်ဘာအတန်ပဲကြာလုံးဝလက်မကြည့်နဲ့အဲ့ဒီအတန်ကပိုပြီးနီးကပ်လာတဲ့တစုံတစ်ယောက်ကကျွန်တော်လေပင်ကိုလာမုတ်နေတယ်လို့တောင်ခံစားရတယ်ကျွန်တော်ယူမတက်ခံစားရပြီးတောင်ပေါ်ကိုပဲဆက်ပြေးခဲ့တယ်ခြောက်ချားစရာကောင်းတဲ့တူတန်တွေကိုရောက်သွားတဲ့အချိန်မှာရှေ့ကနေထူးဆန်းတဲ့ဘီဘီယာဆုံးစပင်ပြီးတန်ကိုကြားလိုက်ရတယ်လာရောက်အောက်မှာကြည့်လိုက်တော့ရှေ့ကအုပ်ကူပေါ်မှာအဖြူရောင်ဝတ်ဆင်ထားတဲ့ကြောပြင်တစ်ခုထိုင်နေတာကိုမြင်လိုက်ရတယ်လက်ထဲမှာတစ်သားပြီးအစုပ်တစ်ခုကင်ပြီးစပင်တွေကိုတစ်ချက်ချင်းဖိနေတာမြေပြင်ပေါ်အထိချော့ကျနေတဲ့စပင်ရှည်ကြီးတွေနဲ့ပေါ့မောင်လေးကြည့်ပါဦးမမစပင်လေးလှရလားလာရောင်ရဲ့အကူညီနဲ့ကြည့်လိုက်တော့ရှေ့ကတင်းချိုင်းကုန်းပေါ်မှာအဝတ်ဖြူဝတ်ထားတဲ့ကြောပြင်တစ်ခုထိုင်နေတာကိုကျွန်တော်မြင်လိုက်ရတယ်လက်ထဲမှာလည်းကျိုးပဲနေတဲ့တစ်သားပြီးတစ်ချောင်းကိုကင်ပြီးမြေကြီးပေါ်အထိတရုတ်တိုက်ကြနေတဲ့စပင်ရှည်ကြီးတွေကိုတစ်ချက်ချင်းစီဖိနေတာဗျာအဲ့ဒီအဝတ်ဖြူနဲ့ပုံရိပ်ကအကိုလေးကျမရဲ့စပင်တွေလှရလားဟင်ဆိုပြီးအေးဆက်ဆက်လေးတန်းနဲ့မေးလိုက်တယ်ကျွန်တော်တကူလုံးတုံတက်သွားပြီးအဲ့ဒီအချိန်ကျမှပဲထိတ်လန့်စရာကောင်းတာကိုသတိထားမိလိုက်တယ်သူကကျွန်တော်ကိုကြောပေးထားတာမဟုတ်ပဲကျွန်တော်ဘက်ကိုမျက်နှာမူထားတာဗျနောက်တစ်စက္ကန့်မှာပဲသူကမျက်နှာအရှိကဖားရကြနေတဲ့စပင်ရှည်ကြီးတွေကိုဖယ်လိုက်တော့ဖြူဖြောနေတဲ့မျက်နှာကြီးပေါ်လာတယ်အဲ့ဒါကိုမြင်ချင်းပဲကျွန်တော်ကြောက်လွန်းလို့ခြေထောက်တွေပါပျော့ကွေပြီးမြေကြီးပေါ်လဲကျသွားတော့တာပဲရင်ခွင်ထဲမှာပွေထားတဲ့အနီရောင်ရင်ဖုံးအင်ဂျင်နဲ့စပင်တွေလည်းမြေကြီးပေါ်လဲကျသွားတယ်အဲ့ဒီတည်းရဲ့မကဆူဆူဝါဝါအော်ဟစ်လိုက်ပြီးကျွန်တော်စီကိုဝုန်းကနေပြေးဝင်လာတယ်အဲ့ဒီအချိန်မှာပဲနောက်ကမြတ်တော်တဲကနေလည်းအနီရောင်ငွေဆိုးကြီးတစ်ကောင်ထွက်လာပြီးအဆွဲတပြူးပြူးနဲ့ကျွန်တော်လေပင်ကိုကိုက်ဖို့လုံးနေပြန်ရောရှေ့မှာကတရေမနောက်မှာကငွေဆိုးကျွန်တော်လက်ထဲမှာတော့ကိုကာကွယ်ဖို့ယူလာတဲ့ထင်းခုတ်ထားတစ်ချောင်းပဲရှိတာအဲ့ဒီအချိန်မှာပဲမျောလင်းချက်တွေအကုန်ဆုံးသွားတယ်လို့ခံစားလိုက်ရတယ်ဒီလိုအသက်လူရမယ့်ဘေးကျက်နဲ့ချက်အခြေအနေမှာမြေကြီးပေါ်ကအနီရောင်ရင်ဖုံးအင်ဂျီကနေရုတ်တရက်အနီရောင်လင်းနှန်းတွေထွက်လာတယ်
အဲ့ဒီစပင်တွေကလေမတိုက်ဖဲနဲ့အလိုလိုလှုပ်ရှားလာပြီးမိခိုးမွေးတွေဖြစ်ကောင်းကင်ပေါ်ပြန်တက်သွားတဲ့အချိန်တွေတောင်ရက်တန့်သွားတယ်လို့ပဲဗျာလေပေါ်ကနေပြေးဝင်လာတဲ့တရေမကလည်းမမြင်ရတဲ့တိုင်းတစ်ခုခုကိုတိုက်မိသွားတယ်လို့မျိုးဆူဆူဝါဝါအော်ဟစ်ပြီးလွတ်ထွက်သွားတယ်အဲ့ဒီအနီရောင်လင်းကသူ့အတွက်ကြော့ပွဲဒါမှမဟုတ်ကန့်ကွက်လွှာလိုဖြစ်နေပုံရတဲ့သူကအနက်ရောင်ငွေဖြစ်ပြောင်းသွားပြီးတင်းချိုင်းချင်းတွေကိုကြောက်လက်တကြားပြောင်းဝင်ပြေးသွားတယ်နောက်ပြီးအဲ့ဒီကြောက်စရာကောင်းတဲ့ငွေဆိုးကြီးကလည်းအားအင်တွေအကုန်ကုန်သွားတယ်လို့မျိုးမြေကြီးပေါ်ခွေကျသွားပြီးမြေကြီးပေါ်ခွေကျသွားပြီးခေါင်းကိုမြေကြီးထဲထိုးထည့်ထားချတယ်တကူလုံးလဲတုံရင်နေပြီးထွက်ပြေးဖို့တောင်တတိမရှိတော့တဲ့အထိပဲကျွန်တော်လည်းအမောတကောအသက်ရှူရင်းချွေးစေးတွေပါပြန်လာတဲ့စောစောကအလန့်တကြားဖြစ်ရက်ကနေတတိမဝင်နိုင်သေးခင်မှာပဲမြေပြင်ကနေလေအေးတစ်ချက်ဝန်းကနေတိုက်ခတ်လာပြီးစိုင်းတံပုံတန်တွေထွက်လာပြန်ရောပြီးတော့ကောင်းကင်ရံကနေငွေဆက်ကူဖြူတွေမိုးရွာတယ်လို့တဖွဲဖွဲကျလာတယ်။မောင်မဲနေတဲ့တောအုပ်ရဲ့အစုံမှာလှပတဲ့မီးအိမ်ဖြူနှလုံးလင်းလာပြီးကျွန်တော်စီကိုတရွေ့ရွေ့လာနေတဲ့မီးအိမ်တွေနီးကပ်လာတော့မှနင်းလိုဖြူဖွေးနေတဲ့ဝေါ်ရင်တစ်ခုကိုမြင်လိုက်ရတာကျွန်တော်လည်းဝမ်းသာသွားပြီးစောစောကမီးကိုငွေတွေကြောင့်ဟူမျိုးနွယ်တွေကဲတင်ဖို့ရောက်လာတာပဲဆိုပြီးဝေါ်ရင်ရှိတဲ့ဘက်ကိုအပြေးသွားလိုက်တယ်။ဒါပေမဲ့ခြေလမ်းနှဲငယ်ပဲလှမ်းရသေးတယ်။ဝေါ်ရင်ရဲ့တစ်ဖက်အမှောင်ထဲကနေအေးဆက်ဆက်အတန်ကြီးထွက်လာတယ်မင်းပင်မှာလဲမြန်မြန်ထွက်လာပြီးဝေါ်ရင်ပေါ်တက်တော့အဖွားကြီးကမင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်ဆိုပြီးအဲ့ဒီအေးဆက်ဆက်တန်ကလေထဲကနေတဆင်ကျွန်တော်နားထဲဝင်လာတာကြည့်လိုက်တော့စောစောကယူသွနေတဲ့အဖွားကြီးဖြစ်နေတယ်သူကစကားလေးပြောလမ်းလဲလျှောက်ရင်းကျွန်တော်စီကိုတဖြည်းဖြည်းတိုးလာတယ်ကျွန်တော်လည်းကြောက်လွန်းလို့တကူလုံးတုံရင်ပြီးလက်ထဲကလင်းထိန်နေတဲ့အနီရောင်ရင်ဖုံးအင်ဂျီကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးကြောက်စာတိုင်းတစ်ခုရဲ့နောက်ွယ်မှာပုံနေလိုက်တယ်သူကစောစောကသပင်းတွေမီးလောင်တဲ့အနံ့ကိုရသွားပုံရတယ်အနံ့ခံရင်းနဲ့တဖြည်းဖြည်းနီးကပ်လာပြီးနောက်ဆုံးတော့အနက်ရောင်ဖက်နှက်ဆုပ်ကြီးစီးထားတဲ့ခြေထောက်နှစ်ဖက်ကကျွန်တော်ပုံနေတဲ့ကြောက်စာတိုင်းရှိမှရင်ရက်သွားတော့တာပဲသူကပုံနေတာလားမင်းဘယ်နားမှာပုံနေနိုင်မလဲဆိုတာငါကြည့်ရသေးတာပေါ့ဆိုပြီးနှာခေါင်းရှုံရှုံနဲ့အနံ့ခံနေတယ်အဲ့လိုနဲ့ခဏကြာတော့မှသူကနှာခေါင်းတစ်ချက်ရှုံလိုက်ပြီးလှည့်ထွက်သွားတော့တယ်သူ့ရဲ့ပုံရိပ်လုံးဝပြောက်ကွယ်သွားတော့မှပဲကျွန်တော်လည်းတက်ပြင်းချနိုင်တော့တယ်အဲ့ဒီအချိန်ကျမှရွာလူကြီးအဖိုးမှာခဲ့တဲ့စကားကိုတတိယပြီးတော်လန်အတိုင်းတောင်ထိပ်ပေါ်ကိုဆက်လျှောက်လာခဲ့တယ်။တောင်ထိပ်ကိုရောက်တော့အဖိုးပြောတဲ့အကြီးဆုံးတစ်ပင်ကြီးကိုတွေ့ပြီးအဲ့ဒီတစ်ပင်နောက်ကဟူမျိုးနွယ်နှမင်းတို့ရေးထားတဲ့ကြောက်စာတိုင်းကိုရှာတွေ့ခဲ့တယ်။ကျွန်တော်လည်းကြောက်စာတိုင်းရှိမှဒူးထောက်ပြီးလက်နှစ်ဖက်နဲ့အနီရောင်ရင်ဖုံးအင်ဂျီကိုမြောက်လို့၃ချိန်ဦးချလိုက်တယ်။အဲ့ဒီနောက်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးလေပြင်းတွေတိုက်ခတ်လာပြီးတိရွက်တွေလွင့်ပြန်လာကကျွန်တော်အနားမှာဝဲလည်နေတော့တယ်ပြီးတော့ကျွန်တော်နောက်ကနေမိန်းကလေးတစ်ယောက်ရဲ့အတန်ထွက်လာတယ်။အကိုလေးပင်ပန်းသွားပြီနော်။ရောက်လာပြီလား။ကျမနဲ့အတူလိုက်ခဲ့ပါတော့။ကျွန်တော်လည်းအမြန်ထွက်ပြီးနှုတ်ဆက်လိုက်တယ်သူကပြုံးပြုံးလေးနဲ့ကျမနာမည်ဒူအားပါဟူမျိုးနွယ်ထဲမှာအကြီးဆုံးမပေါ့အကိုကိုလာကြိုဖို့တီးတန့်လာခဲ့တာနောက်ကျရင်မိသားစုတွေဖြစ်သွားကြမှာဆိုတော့ဒီလောက်ကြီးအားနာမနေပါနဲ့တော့လို့ပြောတယ်ကျွန်တော်လည်းတပြင်းချနိုင်တော့မှအမြန်ပဲကျေးဇူးတင်စကားပြောလိုက်မိတယ်ဒါပေမဲ့သူကလက်ကပြပြီးမလိုပါဘူးရှင်ကျမတို့ရဲ့ဒုတိယမင်းသမီးလေးလင်းအားကိုပဲအားနာလိုက်ပါသူကအကိုကိုသွားကြိုပေးပါဆိုပြီးပူစာလုံးလို့သာလာရတာမဟုတ်ရင်ကျမလည်းမလာအားပါဘူးလို့သဘောကျတယ်လို့ရေးပြီးပြောရှာတယ်ကျွန်တော်လည်းမနေနိုင်ပဲလင်းအားဆိုတာဘာတူလဲဟင်လို့မေးလိုက်ပြီးတော့သူကလင်းအားဆိုတာအကိုရဲ့မြေခွေးမလေးလေကျမတို့အိမ်ကဒုတိယမြောက်သမီးလေးပေါ့အချစ်စရာကောင်းဆုံးလေးပါအကိုတို့မင်္ဂလာဦးညကြရင်တော့သူ့ကိုတွေ့ရလိမ့်မယ်လို့ပြန်ဖြေတယ်ဘလို့မြေခွေးမလေးလဲကျွန်တော်မင်္ဂလာဦးညဆိုတဲ့စကားကိုကြားချင်းပဲရင်တွေဒိန်းဒိန်းခုန်လာပြီးမျက်နှာပါနီးရဲလာတယ်အဲ့ဒါကိုသူမြင်တော့ပို့ပြီးသဘောကျကကျမတို့စီကထုံးစံအရာတော့မင်္ဂလာမဆောင်ခင်ထိတို့သားနဲ့တို့သမီးကလူချင်းတွေ့လို့မရဘူးလေကြည့်စရာအကိုလေးဇော်ချွေးတွေတောင်ပြန်လို့စိတ်ချပါအကိုနဲ့6နှစ်လောက်အတူနေခဲ့တဲ့လင်းအားမင်းသမီးလေးကယောက်ျားလေးတိုင်းအသေးဆွဲရတဲ့မိန်းမလားလေးပါရှင်လို့ဆိုတယ်အဲ့ဒါကိုကြားတော့ကျွန်တော်မျက်နှာပူနေသွားပြီးဘာပြန်ပြောရမှန်းတော့မသိတော့ဘူးအဲ့ဒီနောက်မှာတော့ကျွန်တော်တို့နှစ်ယောက်စကားမပြောဖြစ်ပဲလမ်းဆက်လျှောက်လာခဲ့ကြတယ်အဲ့လိုနဲ့တော်တော်လေးလျှောက်လာပြီးတဲ့နောက်မှာတော့ရုတ်တရက်မီးအောင်တွေလင်းထိန်နေတဲ့ရွာငယ်လေးတစ်ရွာကိုလှမ်းမြင်လိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့မီးအောင်တွေထိန်ထိန်လေးနေတဲ့အင်ကြီးတအိမ်ဗီလာတစ်ခုကိုရုတ်တရက်မြင်လိုက်ရတယ်အိမ်တကားဝတ်မှာလည်းအစီခံတွေမတက်ရက်နေကြတော့မယ်ကျွန်တော်လည်းသူတို့နောက်ကနေအိမ်တကားဝတ်စီကိုရှောက်သွားလိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်လုံးထောင်းကနေတဆင့်မျက်နှာချင်းဆိုင်ကအိမ်ရဲ့ဒုတိယထပ်စီကိုရုတ်တရက်အကြည့်ရောက်သွားမိတယ်ဒုတိယထပ်ပြတင်းပေါက်မှာလူတစ်ယောက်ကမှီပြီးကျွန်တော်ကိုလှမ်းကြည့်နေတယ်လို့မျိုးပဲခေါင်းမော်ပြီးတေချာကြည့်လိုက်တဲ့အခါဝစ်စုံကြီးကိုဝစ်စင်ထားပြီးခေါင်းမှာလည်းဖီနစ်တစ်ယောက်ကိုစောင်းထားတဲ့မိန်းကလေးတစ်ယောက်ပြတင်းပေါက်မှာမှီပြီးကျွန်တော်ကိုတိတ်တဆိတ်ချောင်းကြည့်နေတာကိုဝေဝေဝါးဝါမြင်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်သူမကိုသတိပြုမိသွားတာကိုမြင်တော့သူမကအရက်ရှက်သွေးထမ်းသွားပုံပဲသူမဟုတ်လန့်သွားပုံပဲသူမရဲ့အင်ဂျီလက်စလီဗနဲ့မျက်နှာကိုအလျင်မြန်ကာလိုက်ပြီးကျွန်တော်ကိုအကြည့်မခံတော့ဘူးငါလည်းဒိုလိုနောက်ကိုလိုက်ပြီးအိမ်ခန်းထဲအထိဆက်စုချင်းစိမ့်နဲ့တိုးတိုးလေးရှောက်ဝင်လာခဲ့ရုံပဲရှိသေးတယ်တကားဝါနဲ့ရောက်ချင်းမှာပဲအခန်းထဲမှာလူတွေအများကြီးထိုင်နေတာကိုမြင်လိုက်ရတယ်ငါကြည့်ပြီးတော်တော်လေးအံ့ဩသွားရတယ်ဒီအဖွားအိုကိုငါမြင်ဘူးသားပဲဒါငါအိမ်ကိုသူ့မြေမလေးလာရှာတော့ကလာခဲ့တဲ့တရားမဟုတ်ဘူးလားဒါကတော့အိမ်တော်တခင်မကြီးမိသားစုရဲ့အကြီးအကဲဖွားပါအခြေအနေကိုမြင်မြင်ချင်းမှာပဲငါလည်းကပ်ပြားကရလက်အုပ်ချပြီးအယိုသေးပေးနှုတ်ဆက်လိုက်တယ်အဲ့ဒီအဖွားကငါ့ကိုရုတ်တရက်တုံးပြလာတယ်ရိုးသားဖြူစင်ပြီးကျင်နာတက်တဲ့အပြုံးမျိုးဖြစ်နေပေမဲ့လည်းငါအတွက်တော့ပိုပြီးခံစားရတာကခန့်ရထဲဝါပြီးအရှိန်ဝါရှိတဲ့အငွေ့တက်မျိုးပဲအဲ့ဒီနောက်မှာဒိုဒိုကအခန်းထဲမှာထိုင်နေတဲ့ကျန်တဲ့လူအချို့နဲ့ပါငါ့ကိုထပ်ပြီးမိတ်ဆက်ပေးသေးတယ်ငါတို့နေရာတကျထိုင်ပြီးတဲ့နောက်မှာတော့အဖွားအိုကြီးကစကားဆပြောလာတော့တယ်ဒိုဒိုအပြင်ကိုခဏထွက်သွားလိုက်ဦးဟုတ်ကဲ့ပါအိမ်တကားဝါကိုတေချာစောင့်ကြည့်ထားလိုက်လို့မိသားစုကလူတွေကိုငါတို့လက်မခံဘူးသူတို့ကိုအထက်ပေးမဝင်စေနဲ့ညစာစားပွဲကိုပြင်ဆင်ပြီးသားဖြစ်လို့အားလုံးအရင်ဆုံးနေရာယူပြီးသွားသုံးဆောင်ကြပါဦးအခန်းထဲမှာငါတို့နှစ်ယောက်တည်းပဲကျွန်တော်ရဲ့အချိန်မှာအဖွားအိုရဲ့မျက်နှာအမူအရာကရုတ်တရက်တီကြီးလေးနဲ့သွားပြီးငါ့ကိုပြောလာတယ်ကလေးမင်းရဲ့အကြောင်းတွေကိုအဖွားကြီးအကုန်လုံးသိထားပြီးသားပါသူမတရေမဟာမင်္ဂလာပွဲကိုအောင်မြင်မြင်မကျင်းပနိုင်သေးခင်ထိတော့ဘယ်အချိန်မဆိုဒီမင်္ဂလာပွဲပျက်စီးသွားအောင်နှောက်ယှက်ဖျက်ဆီးဖို့လက်စွမ်းပြလာနိုင်တယ်မင်းကငါတို့ဟူမျိုးနွယ်စုရဲ့တမိငယ်လေးကိုကယ်တင်ပေးခဲ့တာပဲငါတို့အနေနဲ့မင်းကိုအစွမ်းကုန်ကူညီပေးတင်တာပေါ့ဒါပေမဲ့လည်းငါတို့ဟူမျိုးနွယ်စုရဲ့စီးမြင့်စည်းကမ်းတွေကိုတော့ဖျက်ဆီးလို့မရဘူးမင်္ဂလာမဆောင်ခင်ဖြစ်ပြလာမယ့်ကိစ္စရပ်မှန်တများကိုတော့မင်းကိုယ်တိုင်ပဲရင်ဆိုင်ကြော်ဖြတ်ရလိမ့်မယ်ကျွန်တော်နှစ်ဖက်စလုံးကကြောက်လွန်းလို့တုံရင်နေပေမဲ့လည်းခေါင်းကြီးလက်ခံဖို့ပဲရှိတော့တယ်ကျွန်တော်သိပြီဗျာရွာလူကြီးအဖိုးကိုကယ်တင်နိုင်ဖို့ဆိုရင်ကျွန်တော်အသက်ကိုပဲရင်းရအသေးခံပြီးအဆုံးထိလုံးဝရင်ဆိုင်သွားမှာပါခုဖွားအိုရဲ့ခန္ဓာကိုယ်ဟာတိတိတတ်တာလေးတုံရင်သွားပြီးချီးမွမ်းထောပနာပြုတဲ့လေတံနဲ့အခုလိုပြောလိုက်ပါတယ်ငါတို့ဟူမျိုးနွယ်စုနဲ့ရေဆက်ဆုံပြီးလက်ထက်ထင်းများနိုင်တဲ့သူဟာတကယ်ပဲတာမန်လူတော့မဟုတ်ဘူးပဲငါမင်းကိုယုံကြည်တယ်နောက်ဆုံးတော့ခုဖွားအိုကလူတွေကိုခေါ်ပြီးကျွန်တော်ကိုတို့သားဝတ်စုံအုပ်ထုံနဲ့ဝေယုံကြီးကိုလဲလဲဝတ်ဆင်ပေးခဲ့တယ်ကျွန်တော်အပြင်ထွက်လိုက်တာနဲ့တပြိုင်နက်မင်္ဂလာဝေါ်ရင်ကြီးပေါ်ကိုတက်ထိုင်လိုက်ရတော့တာပဲမင်္ဂလာဝေါ်ရင်ဟာလမ်းကြားလေးတွေကိုဝင်လာပြီးမကြခင်ပါလေရုတ်တရက်ဆိုသလိုအပြင်ဘက်ကနေထူဆန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့အတန်ကြီးတန်ထွက်ပေါ်လာတာကိုကျွန်တော်ကြားလိုက်ရတယ်မင်းတို့တွေမင်္ဂလာပွဲကျင်းပနေကြတာလားဟီဟီဝေါ်ရင်ကြီးကချက်ချင်းဆိုသလိုရက်တန်သွားခဲ့တယ်ကျွန်တော်လည်းကြောက်လွန်းလို့ဥယျာဉ်ပြားတွေပါထုံကျင်သွားပြီး
ဝေါ်ရင်ရဲ့လိုက်ကကိုမကအရှိကိုလှမ်းကြည့်လိုက်တယ်ဝေါ်ရင်အပြင်ဘက်ကနေဒေါသကြီးနဲ့မန်မဲတန်ထွက်ပေါ်လာပြီးတေချင်လို့လားဒါဟူမျိုးနယ်စုရဲ့နေမြေကွမင်းကဘသူမိုးလို့လာပြီးရန်ကားနေတာလဲလို့အော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲဘဲကနေထွက်လာမှမသိတဲ့မဲမောင်နေတဲ့အချင်းအရာကြီးတစ်ခုသို့မဟုတ်ငွေနဲ့ကြီးတစ်ကောင်ဟာဝေါ်ရင်တွေကိုဦးခနဲ့ဖြက်ကနဲ့တိုးဝင်လာပြီးကျွန်တော်ရဲ့လက်ကောက်ဝတ်ကိုကိုက်ချလိုက်ပါတော့တယ်အာအဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်ရဲ့အသိစိတ်တွေလုံးဝလွတ်ပြောက်သွားခဲ့ရပါတော့တယ်ဟူမီသားစုရဲ့အစီကံတွေကငါ့ကိုတွဲပြီးတော့အဲထမ်းမကြီးရဲ့ခေါ်သွားကြတယ်ငါပြန်တတိယလာတဲ့အချိန်မှာတော့အခန်းတစ်ခန်းထဲရောက်နေတာကိုတွေ့လိုက်ရတယ်ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ဒါကမင်္ဂလာသုံးဆောင်မင်္ဂလာစာလုံးကြီးတွေအပြည့်ကတ်ထားတဲ့အခန်းတစ်ခုဖြစ်နေတဲ့ကရင်ပေါ်မှာလည်းခေါင်းကြီးချုံကြီးခြုံထားတဲ့သူသမီးတစ်ယောက်ထိုင်နေတယ်ဒါမင်္ဂလာဦးခန်းပဲစောစောကမြစ်ထဲမှာမွေတွေရန်ပြုတ်ခဲ့တာကိုငါတတိယသွားပြီးအင်ဂျီကိုအမြန်လန်းပြီးစစ်ဆေးကြည့်လိုက်တယ်လက်ကောက်ဝတ်မှာမထင်မရှားမွေတိုက်ရအပေါင်းတစ်ခုကျန်နေတာကိုတွေ့ရတယ်တယောက်ယောက်ကတော့ဆေးထည့်ပေးထားပြီးသားပဲငါအုံနောက်ထဲမှာရွာလူကြီးဖိုးကိုရုတ်တရက်တတိယသွားမိတယ်ငါဒီမှာမင်္ဂလာဆောင်နေရပြီလားရွာထဲကမွေအုပ်ကြီးတွေပြန်ဆုတ်သွားကြပြီလားမသိဘူးငါကရင်ပေါ်ကနေအမြန်ဆင်းပြီးအပြင်ကိုထွက်ဖို့ပြင်လိုက်တယ်ရှင်ပဲသွားမလို့လဲငါရွာလူကြီးအဖိုးကိုတွားရှာမလို့ရွာထဲမှာအခြေအနေတွေဘလို့ဖြစ်နေပြီလဲမသိဘူးပြောဆိုနဲ့ငါတကားကိုဆွဲဖွင့်လိုက်တယ်တကားဖွင့်လိုက်ရုံရှိသေးဒိုကအပြင်မှာစောင့်နေလိမ့်မယ်လို့မထင်ထားဘူးသူကငါ့ကိုချက်ချင်းလှမ်းထားလိုက်တယ်တွားလို့မရဘူးရှင်အခုသာဒီတကားကနေခြေတလန်းလှမ်းထွက်လိုက်ရင်ငါတို့အိမ်ကယုံဘာဖြစ်သွားမလဲသူ့မျက်နှာဘယ်နာသွားထားရမလဲပြောလဲပြောငါ့ကိုအခန်းထဲပြန်တွန်းပို့ပြီးတကားကိုပါတပါးရဲချက်ထိုးပိတ်ပစ်လိုက်တယ်ငါဘာမှပြန်မပြောနိုင်ခင်မှာပဲအခန်းထဲကသူတို့သမီးကထပ်ပြောပြန်တယ်ရှင်ဒီညသာထွက်သွားရဲ့ရင်ကျမငိုလိုက်မှာနော်ငါတကယ်ကိုပြောစရာစကားမဲ့သွားရတယ်အရင်ဆုံးပဲသူ့ကိုချော့တိတ်ထားရတော့မယ်ငါရွာလူကြီးအဖိုးကိုတွားကြည့်ရုံတင်မှာထွက်ပြေးမှာမဟုတ်ပါဘူးဒါပေမဲ့သူကပြောတယ်ဒီဟူမီသားစုတွေကနေရှင်ဘလို့မှထွက်သွားလို့ရမှာမဟုတ်ဘူးခဲငါကတော့မယုံဘူးတကားနာကိုတွားပြီးအားနဲ့ဆွဲခွင့်ကြည့်တယ်ဒါပေမဲ့အပြင်ကနေတော့ခတ်ထားတာမို့လို့ဘလို့မှဖွင့်လို့မရဘူးစိတ်ပူပြီးခေါင်းတွေရှုပ်ချက်ခတ်နေတဲ့အချိန်မှာပဲသူကထပ်ပြောတယ်ဒါဆိုကျမရှင်းနောက်ကိုတူလိုက်ခဲ့မယ်လေရှင်းကိုဒီကနေခိုးထုတ်ပေးနိုင်တဲ့နီလန်ကျမမှာရှိတယ်ငါကြောင့်သွားရတယ်ဒီလိုအခွင့်အရေးကောင်းရှိတာလားပေါ့ဒါပေမဲ့သူကခေါင်းခါပြီးအတန်တိုးတိုးလေးနဲ့ပြန်ပြောတယ်မဖြစ်သေးဘူးခေါင်းမီချုံပူဝါနီကိုမချွတ်ရသေးဘူးလေအမေကပြောတယ်ဒီခေါင်းမီချုံနီကိုရှင်ကိုယ်တိုင်ချုပ်ပေးရမယ်တဲ့ပြီးတော့လင်းများနှစ်ယောက်တောက်ရတဲ့မင်္ဂလာဦးဝိုင်ကိုလည်းတောက်ရအောင်မယ်ဒါမှအဆင်ပြေမှာတကယ်ကိုဒုက္ခပါပဲငါတကားကိုစိတ်ကူကြီးလှမ်းကြည့်လိုက်မိတယ်အချိန်ဆွဲလို့မဖြစ်တော့ဘူးဒါကြောင့်မို့ကတင်အရှိကိုအမြန်ပြေးသွားပြီးလက်လန်းလို့သူ့ရဲ့ခေါင်းမီချုံပူဝါနီကိုလှမ်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲသူကမရသေးဘူးဆိုတဲ့ပုံစံနဲ့ထပ်ပြီးညှင်းဆန်လိုက်ပြန်တယ်ထိုမင်းကလေးကောင်မလေးကအတန်ချိုချိုနဲ့လက်နဲ့တုံးလို့မရဘူးလေဟိုတကျင်လေးကိုတုံးရမှာကောင်လေးစိတ်ထဲတစ်ချက်ထိတ်ကနေဖြစ်သွားပြီးစိတ်ထဲကနေဒီမင်းကလေးကလည်းအသေးစိတ်တွေအရန်လိုက်နာတာပဲမတတ်နိုင်ဘူးဟူတွေးကစပွဲနာကိုသွားပြီးတန်ကျင်လေးကိုကောက်ကင်လိုက်ပြီးထိုချိန်တွင်ကောင်မလေးကသူမကြီးဖြူပွေးနုနယ်တော့လက်နှစ်ဖက်ဖြင့်အင်ဂျီကိုတင်းတင်းဆုပ်ထားပြီးကောင်လေးထပ်ပင်ပို၍ရင်ခုန်စိတ်လှုပ်ရှားနေပုံရသည့်ကောင်လေးကတော့သူမအစင်တင်းဖြစ်မဖြစ်ကိုဘီးမဆိုင်နိုင်တော့ပဲမင်္ဂလာဦးကောင်းမြောက်ပူဝါနီကိုချက်ချင်းလှန်လိုက်လေသည်ကောင်းမြောက်ဝတ်စုံကိုလှန်လိုက်ပြီးထိုးခိုက်တန်တွင်ကောင်လေးမှာအံ့ဩမြင်တက်သွားပြီးစိတ်ထဲကနေသူမကတကယ်ကိုလှလုံးနဲ့ဖြူပွေးတဲ့စပင်းရှည်တွေရေတက်ပြေးသွားပြီးနုခတ်နေတဲ့မျက်နှာလေးနဲ့နှကန်းနီနီလေးကိုကိုက်ပြီးဝိုင်းဆက်နေတဲ့မျက်ဝန်းတွေနဲ့ရှက်ပြုံးလေးပြုံးပြနေတာတကယ်ကိုချစ်စရာလေးတစ်ခဏအတွင်းမှာပဲငါစိတ်ထဲကကိစ္စဝဲဝါတွေကိုမိပြောက်သွားပြီးသူမကိုပဲငေးကြည့်နေမိတယ်မျက်တောင်တော်မခတ်ချင်ဘူးဒဏ္ဍာရီတွေကတကယ်မှန်တာပဲမြေခွေးမလေးတွေထဲမှာမလှတဲ့သူတယောက်မှမရှိဘူးခုတွေးနေမိပြီးကောင်မလေးကသူမကိုငေးကြည့်နေသည်ကိုမြင်တော့ပိုပြီးစိတ်လှုပ်ရှားလာကမင်းကလေးကောင်မလေးကရှက်ကိုရှက်ကန်းဖြစ်ဘာလို့လူကိုအဲ့ဒီလိုကြီးစိုက်ကြည့်နေတာလဲသူမဤစကားတခုကကောင်လေးကိုအိမ်မက်ထဲကနေနိုးလာစေသည်ကောင်လေးကမိမိအရေးကြီးကိစ္စကိုတတိယသွားပြီးစံကျန်းတို့ကသူ့ကိုအကူအညီတောင်းဖို့စောင့်နေကြသည်ကိုတတိယသွားကအခုငါ့ကိုအပြင်ခေါ်သွားလို့ရပြီမလားမရသေးဘူးလေမရအဖြစ်တစ္ဆာပြုတ်ဝိုင်မတော့ရသေးဘူးလေသူမကနှက်ခမ်းလေးစုပြီးပြောလိုက်ပြီးသူမကိုမလိုက်ရောရင်အပြင်ထွက်ရမှာမဟုတ်မှန်းကောင်လေးတိလိုက်တဲ့ဖြင့်ဝိုင်းတစ်ခွက်ကိုအမြန်ငဲ့ကတစ်ခွက်ကိုသူမလက်ထဲထည့်ပေးရင်ရောတောက်ဆုပ်ပြီးရင်ဂတိမဖြတ်ရဘူးနော်အဲ့ဒါတော့ဘယ်ရမလဲရှင်ကျမကိုစနီးချောလေးလို့ခေါ်တာကိုကြားချင်သေးတယ်သူမကဘုံယူဝင်းကြွားစွာပြောလိုက်ပြီးကောင်လေးမှစိတ်ပူပြီးရင်ပူနေရသည်ကြားတဲ့သူမကတမင်တက်တက်ကြီးကြနေတဲ့ဖြင့်မတက်နိုင်ပဲညီးတွားတဲ့လေတန်းဖြစ်စနီးချောလေးအမြန်တော့ပါတော့ဗျာငါတကယ်အရေးကြီးကိစ္စရှိလို့ပါထိုအခါမှကောင်မလေးကကျင်းနေသွားပြီးနှာခေါင်းရှုံကအတန်ပြုတ်လိုက်ရင်ကောင်လေးဤလက်မောင်းကိုတွဲကသစ္စာပြုတ်ဝိုင်းတောက်ရန်ပြင်လိုက်သည်ရင်းတို့နှစ်ဦးအလုံးနီးကပ်သွားပြီးမျက်နှာချင်းဆိုင်မျက်လုံးချင်းစုံကဝိုင်းကိုတောက်လိုက်ကြသည်ကောင်လေးကသူမကတိဖြတ်မိကိုစိုးရိမ်တစ်ဖြစ်တောက်ပြီးသည်နှင့်ချက်ချင်းသွားကြဆိုဟုလောဆော်လိုက်ရကောင်မလေးကသူ့ကိုရုတ်တရက်ဆွဲလိုက်ပြီးတကားဝါဘက်ကိုတတိကြီးစွာဖြင့်လှမ်းကြည့်ကအတန်ကိုတိုးတိုးလေးနေပြီးဒီနေရာကနေတော့တေချာပေါက်ထွက်လို့ရမှာမဟုတ်ဘူးအရင်ကလည်းအမေကကျမကိုခဏခဏပိတ်လောင်ထားဘူးတဲ့ဒါပေမဲ့ကျမစီမှာလှုပ်ဝက်လန်းကြောင်းတစ်ခုရှိတယ်တခြားသူတွေကိုရှောက်မပြောနဲ့အောင်နော်ယုံယုံကကျွန်တော်လက်ကိုဆွဲပြီးနေရန်သားကိုခေါ်သွားတယ်ပြီးတော့နေရန်ဘော်ကတစ်သားပြားတစ်ခုကိုကုန်းပြီးဖယ်လိုက်တယ်ဩဒါကတကားတစ်ခုဖြစ်နေတာပဲတကားကချက်ချင်းပွင့်သွားတယ်သူကကျွန်တော်ကိုနှခမ်းသားလက်ညှိုးကပ်ပြီးရှူဆိုတဲ့ပုံစံမျိုးလုပ်ပြတယ်ပြီးတော့ကိုးကြောင်ကိုးဝက်နဲ့ခေါင်းလေးအရင်ပြကြည့်ပြီးမှကျွန်တော်ကိုအပြင်ဆွဲထုတ်သွားတော့တယ်ငါအပြင်ကိုပြန်ရောက်လာပြီဟဲ့ဒါပေမဲ့ဘသူကထင်ထားမှလဲကျွန်တော်တို့နှစ်ယောက်အပြင်ကိုထွက်လာရုံရှိသေးတယ်ဟူဖွားဦးနဲ့တော်တော်ကအပြင်မှာရက်ပြီးကျွန်တော်တို့ကိုကြည့်နေတာကိုတွေ့လိုက်ရတယ်ဒီကောင်မလေးကတော့လေလက်ထပ်ပြီးတာတော့မှလူကိုစိတ်မအေးရအောင်လုပ်နေတော့မယ်ဒီလောက်မြန်မြန်ကြီးလင်းမရခန်းထဲကိုဝင်တော့မလို့လားဟူဖွားဦးကယုံယုံကိုစိုက်ကြည့်ပြီးအပြစ်တင်စကားဆိုတော့ယုံယုံကချက်ချင်းပဲငြင်းကြသွားတယ်ခေါင်းလေးငုံအင်ဂျီဆွန်းလေးကိုလိမ်ပြီးအတန်တိုးတိုးလေးနဲ့ဆင်ကြေပေးရှာတယ်တမီးကသူ့ကိုအိမ်ဝင်းထဲမှာလိုက်ပြမလို့တင်မှာညီးစိတ်ထဲဘာတွေးနေလဲဆိုတာငါမသိပဲနေမလားမြန်မြန်ခန်းထဲပြန်ဝင်စမ်းငါချန်ချင်းကိုပြောစရာစကားရှိတယ်ဟူဖွားဦးကမျက်နှာကိုတီးလိုက်ပြီးပြောတယ်နောက်တစ်ခါစကားမနာထောင်ရင်တော့ညီတို့မင်္ဂလာဦးအခန်းဝင်တာကိုငါကိုယ်တိုင်စောင့်ကြည့်ရလိမ့်မယ်ယုံယုံလည်းမတက်တာပဲခေါင်းငိမ့်လိုက်ရတယ်ပြီးတော့ကျွန်တော်ကိုအားနာတဲ့မျက်နှာထားနဲ့ကြည့်သွားသေးတယ်သူ့ကိုယ်သူတော်တော်လေးအားနာသွားတဲ့ပုံစံပဲအဲ့ဒီနောက်မှာတော့သူအခန်းထဲပြန်ဝင်သွားတယ်ဟူဖွားဦးကကျွန်တော်ကိုအဲခန်းမကြီးထဲခေါ်သွားတယ်ကျွန်တော်ကိုစက္ကန့်အနည်းငယ်လောက်စိုက်ကြည့်ပြီးနောက်တက်ပြင်းချရင်ပြောတယ်မင်းတို့ရွာလူကြီးအတွက်စိတ်ပူနေတာငါသိပါတယ်စိတ်အေးထားပါမင်းကငါတို့ဖူမိသားစုတွေကိုတားမတ်အဖြစ်ဝင်လာပြီးပြီပဲယုံမိသားစုကမင်းတို့ရွာကိုထပ်ပြီးရမ်းမဆိုင်ရတော့ပါဘူးသူကအဲ့ဒီလိုပြောရင်တကားဝစီကိုရှောက်သွားတယ်ပြီးမှရုတ်တရက်လှည့်ကြည့်ပြီးကောက်ကျစ်တဲ့အပြုံးမျိုးနဲ့ပြောပြန်တယ်ဒါနဲ့မင်္ဂလာဦးညအခန်းဝင်တဲ့ခါကျရင်တော့ရှက်မနေနဲ့ဦးတော်ယုံယုံကချစ်ကန်ကန်နိုင်ပြီးခေါင်းမာတတ်တော့အိမ်အောင်ရှင်မတယောက်ရဲ့အရာတာကိုကောင်းကောင်းကြီးမြည်စမ်းခွင့်ပေးလိုက်ရမှာဒီစကားကြောင့်ကျွန်တော်မျက်နှာတစ်ခုလုံးချက်ချင်းပူထူသွားပြီးခေါင်းပဲငိမ့်ပြမိတော့တယ်သူထွက်သွားပြီးတဲ့နောက်ကျွန်တော်ကတင်ပေးမှာထိုင်လိုက်တယ်ပြီးတော့မထွက်ခွာခင်ကရွာလူကြီးအဖိုးကကျွန်တော်ရင်ခွင်ထဲကိုအတင်းထည့်ပေးလိုက်တဲ့စာအိတ်လေးကိုထုတ်ကြည့်လိုက်မိတော့တယ်
ငွေစုစာအုပ်တအုပ်ရဲ့ဟောင်းနှပျက်စီးနေတဲ့နာမည်မရှိတဲ့ရှေးဟောင်းစာအုပ်တအုပ်ရဲ့ပြီးတော့တွန့်ကျင်နေတဲ့ပေးစာတစ်စောင်ရဲ့ရှိနေတဲ့စာကရွာလူကြီးအဖိုးကိုယ်တိုင်ရေးထားတာဖြစ်ပြီးလက်ရေးကတော့ကောက်ကွေ့ကွေ့နေပဲမြေးလေးမင်းဒီစာကိုဖတ်နေရတဲ့အချိန်မှာအဖိုးကတော့ဒီလောကမှာရှိတော့မှမဟုတ်တော့ဘူးအဖိုးပြောတဲ့စကားတွေကိုသိချမှတ်ထားပါပထမအချက်ကကိစ္စရဲ့တိုင်းမှာသူတစ်ပါးပေါ်တတိထားစိတ်အမြင်မွေးပါဒုတိယအချက်ကငွေစုစာအုပ်ထဲကပတ်စံတွေကအဖိုးတစ်သက်လုံးရှာဖွေစုဆောင်းထားတဲ့ငွေတောင်းကနန်းချီတဲ့အတူပါစည်းတွေပါဒါကိုမင်းတက္ကသိုလ်တက်ရင်ကျောင်းလာခပေးဖို့အတွက်ခြံထားခဲ့ပြီးတယ်ဘာပဲဖြစ်ဖြစ်အသက်ရှင်အောင်တေချာစူးစမ်းပြီးနေထိုင်သွားပါစာကိုဖတ်ပြီးသွားတဲ့နောက်မှာတော့ကျွန်တော်မျက်ရည်တွေကမထိန်နိုင်ပဲစီးကြလာခဲ့တယ်ရွာလူကြီးအဖိုးကကျွန်တော်အသက်ကိုကယ်ဖို့အတွက်အသက်ပေးနေရင်ဆိုင်ခဲ့ရတာတောင်ကျွန်တော်မှာတော့ဘာကြံစီမှမရှိခဲ့ဘူးကျွန်တော်တကယ်ပဲဘသူ့ကိုယုံကြည်ရမလဲကျွန်တော်မျက်နှာကိုလက်နဲ့အကျမ်းပန်းတန်းတုပ်လိုက်ပြီးခေါင်းမောကြည့်လိုက်တဲ့အခါကျမှပဲယုံကစပွဲပေါ်မှာမှောက်ပြီးငိမ့်နိုင်နေတာကိုတတိထားမိတော့တယ်ကျွန်တော်ရဲ့မျက်ဝန်းတွေညီရဲနေပြီးစိတ်ရွမျောနေတဲ့ပုံစံကိုမြင်တော့သူကအလင်းမြန်ပြေးလာပြီးသူ့အမေကဘာတွေပြောလိုက်လဲဆိုတာကိုလာလာမိတယ်ဒါပေမဲ့ကျွန်တော်မှစိတ်ခံစားချက်ပဲရှိပါမလဲစိတ်မပါလက်မပါနဲ့ပဲကတင်ပေါ်မှာပြစ်လဲလိုက်တယ်သူဘာပဲပြောကျွန်တော်ပြန်မပြောခဲ့နေခဲ့တယ်နောက်ဆုံးတော့သူလဲစိတ်တူသွားပြီးမျက်နှာစုပုတ်ကကလထိုင်ပေါ်မှာထိုင်ရင်ကျွန်တော်ကိုစိတ်ဆိုးမှန်ဆိုးနဲ့စိုက်ကြည့်နေပြီးဘာစကားမှမပြောတော့ဘူးကျွန်တော်လည်းမတိမတာနဲ့အိတ်ငိုက်လာတာမို့ကတင်ပေါ်မှာပဲမှောက်ပြီးအိတ်ဖို့ပြင်လိုက်တယ်အိတ်လုံးပွင့်ကာစားရှိသေးသူကရုတ်တရက်စိတ်ပေါက်ကွဲသွားပြီးဒေါသတကြီးပြေးလာကကျွန်တော်ဆောင်ကိုဆွဲခါပြီးကတင်ပေါ်ကနေဆွဲချလိုက်တော့တယ်ပြီးတော့နှက်ခမ်းကိုစူပြီးလှမ်းអော်တော့တာပဲရှင်ကကျမကိုတကယ်ကြီးမသိချင်အောင်ဆောင်ရဲတယ်ပေါ့လေဒီညကတင်ပေါ်မှာအိတ်ဖို့လုံးဝမစင်စားနဲ့တော့ရှင်ချမ်းပြင်ပေါ်မှာပဲတွားအိတ်ချီသူကအရန်ကိုစိတ်မကောင်းဖြစ်ပြီးမခံချင်ဖြစ်နေတဲ့ပုံစံမျိုးလုပ်ပြနေတဲ့ကြည့်ရတာကျွန်တော်ကပဲသူ့ကိုနှိပ်စက်နေတယ်လို့မျိုးပေါ့တကယ်တော့ကျွန်တော်ကဒေါသတကြီးနဲ့ချမ်းပြင်ပေါ်မှာလှဲနေခဲ့တာပါဒါပေမဲ့သူ့ရဲ့စိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေးကိုမြင်တော့သူတကယ်ပဲငိုသွားမှကိုစိုးရိမ်မိလာတယ်ခဏနေရင်ဟူဖွားဦးကြီးကလည်းကျွန်တော်ကိုအလုပ်ပေးမှမဟုတ်ဘူးဒါကြောင့်ကျွန်တော်မတက်ထွက်ပြီးပြောလိုက်တယ်စောကြီးပါစောစောကငါတခြားအကြောင်းတွေတွေးနေမိလို့ပါသူကနှက်ခမ်းလေးဆူပြီးမကြားချင်ဘူးအုံမူလုံးကြီးရဲ့သူကနှက်ခမ်းလေးဆူပြီးတစ်ဖက်ကိုလှည့်သွားတယ်ကျွန်တော်ခေါင်းထဲမှာတော့ရွာသူရွာသားတရွာလုံးရဲ့အသက်အန္တရာယ်ရေးတွေပဲပြည့်နေနေပြီးစိတ်တွေလည်းရှုပ်ထွေးဆောက်တည်ရမရဖြစ်နေတာဒီလိုကြောက်ကြက်များတဲ့မင်းသမီးလေးကိုချော့မြူဖို့ပဲမှအင်အားရှိတော့မှလဲကျွန်တော်လည်းလေးလျှော့ထားတဲ့ဘောလုံးတစ်လုံးလိုခုံပေါ်မှာဝစ်လိုက်ပြီးခေါင်းကိုလက်မောင်တစ်ဖက်ကြားထဲမြုပ်ထားလိုက်တယ်ဒီအတိုင်းပဲနားမကြားအစွဲတလူမျိုးဟန်ဆောင်နေလိုက်တော့တာပေါ့ရှင်ကလေကျမမှာတော့အဲ့ဒီနေ့ကရှင်ကိုကဲရသေးတယ်ဒီလိုကျေးဇူးကမ်းတဲ့လူမိုက်မျက်နှာဖြူဝင်ပလွေဖြစ်လိမ့်မယ်လို့မထင်ထားမိဘူးသူတကယ်ကိုငိုတော့မလို့ဖြစ်နေတာအဲ့ဒီနောက်မှာတော့သူစိတ်ကောက်ပြီးခြေဆောင်ကကတင်ပေါ်တက်သွားတဲ့အတန်ကိုကြားလိုက်ရတဲ့ဆောင်းကိုဆွဲချုံပြီးဒီကိုယ်လုံးကိုလက်ပြလူမျိုးလိပ်ပတ်ထားလိုက်ရင်ပါဇက်ကလည်းတိုးတိုးလေးဆဲဆိုချိန်ဆဲဖို့မိမထားဘူးကျွန်တော်မျက်စိမိတ်ပြီးစိတ်ထဲကနေတက်ပြင်းရှည်ကြီးချလိုက်မိတယ်သွားပါပြီတသက်လုံးသွားပါပြီနောက်ပွင့်မဲ့ဘဝတွေမှာသူ့ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုကိုမခံရရင်တော့မှဒီကိုယ်လုံးဒဏ်ရာဒဏ်ချက်တွေနဲ့ပဲကြံခဲ့တော့မှအမှန်ပဲတောင်ပေါ်ကညဘက်လေးကအရန်အေးစိမ့်တယ်ညတကောင်ကျော်လာတဲ့အခါခုံပေါ်မှာဝစ်နေတဲ့ကျွန်တော်ဟာအေးတန်ကြောင့်တုံရင်နဲ့နိုးလာခဲ့တယ်အေးဆက်နေတဲ့လက်မောင်းတွေကိုကိုယ်တက်ရင်မိမိနေတဲ့လက်ရောက်အောက်မှာနီးရဲတဲ့ကတင်လိုက်ကားတွေဆွဲထားတဲ့ရှစ်ခွက်ကူတင်ကြီးစီကိုလှမ်းကြည့်လိုက်မိတယ်သူကဘေးဆောင်လေးအိပ်ပျော်နေတာအတော်လေးကိုနှစ်နှစ်ချိုက်ချိုက်ရှိလာပါပြီအသက်ရှူတန်ကမမှန်လေးပဲခေါင်းမြုပ်ထားတဲ့ဆောင်ကတော့ဘဲချိန်ကလေးကကန်ချလိုက်လဲမသိဘေးကိုရောက်နေခဲ့ပြီးလက်ရောက်အောက်မှာမြင်တွေ့နေရတဲ့လူသားတစ်ယောက်နဲ့မတူအောင်အဖြစ်ပြောစရာမရှိပဲတန့်စင်လုံးနဲ့သူ့ရဲ့မျက်နှာလေးဟာဖြူဝင်းဦးနေတာပဲကျွန်တော်တရွေးတစ်ချက်မျိုးချလိုက်မိပြီးအတန်မထွက်အောင်ခြေဖွားဖွားနှင်းလို့ကတင်ဘေးကိုရှောက်သွားလိုက်တဲ့ဆောင်းမချုံထားတော့သူတကယ်ပဲအေးနေမှသိချတယ်ကျွန်တော်လက်တွေကလေထဲမှာတုံဆိုင်နေမိတယ်ဆောင်းကိုမောက်ပြီးသူ့ဘေးနာတဲ့တိုးဝင်အေးရမလားလို့ဝေခွဲမရဖြစ်နေမိတာဒါပေမဲ့ပြန်တွေးကြည့်တော့လေသူကစိတ်ဆိုးနေတော့ပဲလေတကယ်လို့သူ့ကိုနှုတ်မိသွားရင်ဒီလိုကြောက်ကြက်များတဲ့မင်းသမီးလေးကကျွန်တော်အရေးခွန်ကိုဆွဲခွာပြစ်မှာအသေးချပါပဲကျွန်တော်အခန်းထဲကိုလှမ်းဝင်သွားလိုက်တယ်ကျွန်တော်လိုအခြေအတွေ့အကြုံတစ်ခါမှမရှိဘူးသေးတဲ့လူပြိုပေါက်လေးတစ်ယောက်ကဝုန်းတိုင်းကျဲနေတဲ့အဲ့ဒီမိန်းမဆိုးကြီးလက်ထဲကနေကိုယ့်အသက်ကိုယ်တော်လွတ်အောင်ယုံနိုင်မှာမလားမသိတာတကယ်လို့များမအောင်နိုင်ပဲလွန်လွန်ကျွန်းကျွန်းတွေလုံးမိရင်ဘယ်လိုလုပ်မလဲသူတစ်ပါးအပေါ်ဘယ်လိုတာဝန်ယူရမှာလဲကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ပြီးခွတင်ပေါ်တက်မအိပ်ရဲသေးတာနဲ့ပဲခွတင်ချီရင်ကျမ်းပြင်ပေါ်မှာပဲအလိုက်တင်လေးဝင်ထိုင်လိုက်ပြီးခွတင်ပေါင်ကိုကျုံးမိထားလိုက်တယ်အဲ့ဒီအချိန်ကြာမှပဲသူ့ရဲ့ခန္ဓာကိုယ်စီကနေနှွေးထွေးတဲ့စွမ်းရည်တွေအဆက်မပြတ်ထွက်ပေါ်နေတာကိုကျွန်တော်သတိထားမိတော့တယ်သူ့နားကိုပိုတိုးကက်လေးလေးပိုပြီးတောင့်တတာရှိလေလေပဲအဲ့ဒါနဲ့ပဲကျွန်တော်လည်းမတိမတာနဲ့ပြန်အိပ်ပျော်သွားခဲ့ပြန်တယ်ကျွန်တော်နောက်တစ်ချိန်ပြန်လို့လာတဲ့အချိန်မှာတော့နေအောင်ကြီးကအခန်းထဲကိုဖြာချနေပြီဖြစ်ပြီးဒုတိယမြောက်နေ့ရဲ့မိုးတဲ့ချိန်တဲကိုရောက်နေပါပြီကျွန်တော်ဝေဝါးဝါနဲ့ကိုယ့်ရင်ဘက်ပေါ်မှာအီးအီးညက်ညက်အရာတစ်ခုခုဖိမိနေတယ်လို့ခံစားရတယ်ပြီးတော့အဲ့ဒီအရာစီကနေရင်းနှီးနေတဲ့အနံ့အသက်လေးတစ်ခုလည်းရနေသေးတယ်ကျွန်တော်မျက်လုံးကိုအမြန်ဖွင့်ကြည့်လိုက်ပြီးခေါင်းငုံကြည့်လိုက်တဲ့အခါယုံယုံဝမ်းဝမ်းကဘဲချိန်ကလေးကကတင်ပေါ်ကဆင်းလာမှမသိပဲခန္ဓာကိုယ်လေးကိုကိုယ်လေးလှုပ်လို့မြေခွေးပေါက်စလေးတစ်ကောင်လိုမျိုးကျွန်တော်ရင်ခွင်ထဲမှာလာပြီးကက်အိတ်နေတာကိုတွေးလိုက်ရတယ်အိမ်မောကျနေလိုက်တာများသူ့ရဲ့ဘာအကာအကွယ်မှမရှိပဲအပြစ်ကင်းစင်စွာအိပ်ပျော်နေတဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်ရဲ့ရင်ထဲမှာဘုံဘုံလေးတုံလို့သွားရတယ်အုံနောက်ထဲမှာလည်းလွန်ခဲ့တဲ့6နှစ်တုန်းကပုံရိပ်တစ်ခုချက်ချင်းချက်ခနဲ့ပေါ်လာတယ်လွန်ခဲ့တဲ့6နှစ်တုန်းကဒဏ်ရာရထားတဲ့မြေခွေးလေးဟာလည်းဒီတိုင်းပါပဲညတိုင်းကျွန်တော်ရဲ့ဘိုက်ပေါ်မှာလိမ္မာရင်ကြီးစွာလာအိတ်လေးရှိတယ်ကျွန်တော်ခဏလောက်ငေးအိမ်သွားပြီးတတွေးကိုအခေါင်6နဲ့မျိုးချလိုက်မိတယ်အဲ့ဒီအချိန်မှာပဲရွာလူကြီးအဖိုးရောက်လာတာကိုရုတ်တရက်တတိယသွားပြီးချက်ချင်းအမြန်ထထိုင်လိုက်မိတယ်ကျွန်တော်လှုပ်ရှားလိုက်တာကြောင့်ယုံယုံနိုးသွားပြီးမျက်လုံးလေးကိုပို့ရင်းနဲ့ကျွန်တော်ကိုစိတ်ကောက်ကောက်ဒေါသတကြီးလှမ်းပြောတယ်လူဆိုးကြီးနှောက်ရှက်လိုက်တာကျမအဘွားရှင်တို့ရင်သူ့စီလာခဲ့ဖို့ပြောထားတယ်ကျွန်တော်လည်းကြားချင်းချွေးစေးတွေပြန်လာပြီးသွားပြီးမင်းညကယုံယုံကိုစိတ်ဆိုးအောင်လုပ်မိတဲ့ကိစ္စကိုသူ့အမေတီးသွားတာများလားလို့တွေးပူမိတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ရင်တထိတ်ထိတ်နဲ့အခန်းမကြီးစီကိုရှောက်လာခဲ့တယ်အခန်းထဲမှာတော့လူတွေအပြည့်ထိုင်နေကြတာကိုတွေးလိုက်ရတယ်မိတ်ဆက်ပေးကြလို့မြင်မြန်ကြည့်လိုက်တော့မှပဲသူတို့အားလုံးဟာယုံယုံရဲ့ဦးလေးတွေအတော်တွေဖြစ်မှန်းကျွန်တော်သိလိုက်ရပါတော့တယ်ကျွန်တော်လည်းတော်တော်လေးဝမ်းသာသွားရတယ်ပြီးတော့ယုံယုံကိုသူတို့တွေကအလိုလိုက်လုံးလို့စိတ်ဆိုးဒေါသကြီးတက်တာမို့ကျွန်တော်ကိုပို့ပြီးတော့ပြီးခံပေးဖို့လည်းပြောရှာတယ်အဲ့ဒီနောက်မှာတော့ဂတိကဝတ်၃ချက်ထားရှိခဲ့ကြပါတယ်ပထမအချက်ကဟူယုံယုံကိုရိုင်းနေဆဲဆိုတာမျိုးမလုပ်ရဘူးသူ့ကိုပြစ်မထားရဘူးဒုတိယအချက်ကအပြင်မှာတခြားမိန်းကလေးထပ်မရှာရဘူးတတိယအချက်ကတော့သူ့ကိုရွေချက်ရှိရှိနဲ့ရန်စပြီးစိတ်မဆိုးစေရဘူးအပြန်လန်ဆောက်ရှောက်ပေးရမယ်လူတွေအားလုံးလူစုခွဲသွားတဲ့အခါမှာတော့ဟူအဖွားကကျွန်တော်တယောက်တည်းကိုပဲတီးတန့်ချန်ထားခဲ့ပြီးလက်ဖက်ရည်တငုံတောက်လိုက်ရင်းနဲ့အေးအေးဆေးဆေးလေးပြောရှာတယ်လီယိုမီသားစုကအဲ့ဒီယူသွနေတဲ့မိန်းမဟာတို့တွေရဲ့ဂိုင်းတကားဝအပြင်ဘက်မှာတညလုံးအေးအေးပြက်ခံပြီးစောင့်နေကြတာမိုးလင်းခါနီးမှထွက်သွားတာမင်းယုံယုံကိုခေါ်ပြီးတောက်အောက်ကိုပြန်သွားကြည့်လိုက်ဦးတကယ်လို့မင်းတို့ရွာကရွာလူကြီးတာအသက်ရှင်ပါသေးတယ်ဆိုရင်ပစ္စည်းပစ္စည်းတွေကိုတေးသေးချာချာတင်ဆက်ပြီးတော့မြို့ပေါ်ကိုအမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြတော့အဲ့ဒီစုပ်ပြတ်တက်နေတဲ့ရွာပြက်ကြီးစီကိုဘယ်တော့မှပြန်မသွားနဲ့တော့လော်ကီလူသားတွေရဲ့ကံကြမ္မာကျူးပြီးရန်ညိုမှုတရားတွေကိုအပြတ်ဖြတ်လိုက်ပါတော့
ဟူဖွားအိုရဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာကျွန်တော်ဟာအသက်ကယ်ကျိုးတမြင်ကိုဆွဲမိလိုက်တယ်လို့မျိုးခံစားလိုက်ရတယ်။အဲ့ဒီအယူမကမိုးလင်းမှထွက်သွားတယ်ဆိုတော့ရွာကလူတွေဘေးအန္တရာယ်ကနေတီတီလေးလွတ်မြောက်သွားခဲ့တာလေဖြစ်နိုင်တာပဲအားလုံးပြီးစီးသွားတဲ့အခါမှာတော့ဟူမီသားစုရဲ့အစီခံတွေကဟူလုံယုံရဲ့မင်္ဂလာတင်တောင်းတဲ့လက်ခွဲပစ္စည်းတွေကိုကျွန်တော်အိမ်စီကြိုတင်ပြီးပို့ဆောင်ပေးခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့နှစ်ယောက်လည်းတောင်ပေါ်ကနေအတူတူဆင်းလာခဲ့ကြတယ်။လမ်းတစ်လျှောက်လုံးမှာကျွန်တော်စိတ်ထဲမှာရွာလူကြီးဖိုးရဲ့အသက်ဘေးအန္တရာယ်ကိုပဲယူမတက်စိုးရိမ်ပူပန်နေမိပြီးခေါင်းဆိုင်ပြီးတော့အပြင်းထန်လျှောက်လာခဲ့မိတယ်။ယုံယုံကတော့နောက်ကနေငါ့ကိုစောင့်ဦးလို့တစ်ချိန်လုံးအော်ဟစ်နေခဲ့တယ်။ပြီးတော့သူကကြပိုးကက်ကပ်ပြီးကျွန်တော်ကိုလက်တွဲပြီးသွားချင်နေသေးတာကျွန်တော်မှသူ့ကိုကစားပေါ်လုပ်ပေးဖို့စိတ်ကူးမရှိပါဘူး။ခေါင်းထဲမှာရွာကိုအမြန်ပြန်ရောက်ဖို့အမြန်ကြည့်ချင်တဲ့စိတ်ပဲရှိနေတာ။ဒါပေမဲ့တောင်အောက်ကိုဆင်းလာပြီးတဲ့နောက်မှာတော့မထင်မှတ်ပဲရှေ့ကတစ်တော်အုပ်ထဲကနေမြူကိုဖြူဖြူတွေရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့အဲ့ဒီနောက်မှာတင်တုတ်ကောက်တစ်ချောင်းကိုအမိပြုထားတဲ့လူမဲကြီးတစ်ခုဟာမြူကိုဖြူဖြူတွေထဲကနေဖြည်းဖြည်းချင်းရှောက်ထွက်လာခဲ့တဲ့ကျွန်တော်ရင်ထဲထိတ်ခနဲ့ဖြစ်သွားရတယ်။ဒါမြူမီသားစုကအယူမပဲကျွန်တော်လည်းကြောက်လက်တကြားနဲ့လှည့်ပြီးထွက်ပြေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲဟူယုံယုံကအနောက်ကနေလိုက်မိလာပြီးကျွန်တော်လက်မောင်းကိုလှမ်းဆွဲလိုက်တယ်။ဟီဟီကျမတီတာပဲရှင်ကျမကိုဘယ်တော့မှပြစ်မထားဘူးဆိုတာမင်းနည်းနည်းလောက်အခြေအနေကိုကြည့်ပါဦးရန်သူကတကားဝအထိလိုက်လာနေပြီလေကျမကယူမဆိုင်ပါဘူးသူကားတို့တွေကိုဘယ်လိုလုပ်ပြီးပြောင်းပြောင်းတင်းတင်းအနိုင်ကျင့်ရမှာလဲမြူကိုဖြူဖြူတွေထဲကနေရှောက်ထွက်လာတဲ့အယူမကိုကြည့်ပြီးကျွန်တော်စိုးရိမ်တကြီးနဲ့ယုံယုံကိုပုတ်ခတ်ပြီးတတိပေးလိုက်ပေမဲ့သူကတော့မျက်စိတောင်မဖွင့်ကြည့်ပဲကျွန်တော်လက်မောင်းကိုပဲဖက်ထွေထားပြီးတုံခါနေခဲ့တယ်အဲ့ဒီအယူမကတော့ခါးကြီးကိုကိုင်းထားပြီးရက်ဆက်ချမ်းကျုပ်တဲ့မျက်လုံးတွေနဲ့တိုးနှစ်ယောက်ကိုစိုက်ကြည့်နေခဲ့တယ်ပြီးတော့ဟူယုံယုံကိုတစ်ချက်ဝေးကြည့်လိုက်ပြီးပါဇက်ထောင်ဆုံးကနေမကောင်းတဲ့အကြံတွေပြည့်ညက်နေတဲ့မဲပြုံးတစ်ခုကိုလှုပ်လိုက်လေရဲ့မိမတယောက်ရထားတာပဲအစွမ်းအစားကတော့တိတ်မရှိပါဘူးဒါပေမဲ့နင်ကဟူမိသားစုတွေကိုလက်ထက်ဝင်ရောက်သွားရုံနဲ့ငါကနင့်ကိုမထီရဲတော့ဘူးလို့တကယ်ထင်နေတာလားဟန်ထိုအယူမဟာဒေါသအကြီးနဲ့အော်ဟစ်လိုက်တယ်ယုံယုံဟာချက်ချင်းဆိုသလိုခေါင်းနဲ့ကြည့်ပြီးကျွန်တော်ကိုအတင်းတွန်းဖယ်လိုက်တယ်ကျွန်တော်မျက်စိရှိမှအရာအလုံးဝေဝါသွားပြီးညီဆိုးဆိုလေပြင်းတစ်ချက်မျက်နှာစီတိုးဝေးတိုက်ခတ်လာတာကိုပဲခံစားလိုက်ရတော့တယ်အချိန်ဘယ်လောက်တောင်ကုန်ဆုံးသွားမှမသိပဲအယိုးတဲ့အထိစိတ်ဝင်အောင်အေးဆက်တဲ့ခံစားချက်ကြောင့်ကျွန်တော်နိုးလာခဲ့တယ်ကျွန်တော်အာယူပြီးလူးလဲထမူးဝင်နောက်ကြည့်နေတဲ့ခေါင်းကိုနှိမ့်နေလိုက်မိတယ်နောက်တစ်စက္ကန့်မှာပဲကျွန်တော်တကူလုံးတုံလုံးချောက်ချသွားခဲ့ရတယ်စောစောကတင်တော်တော်လက်လက်လှူရှာနေသေးတဲ့ယုံယုံဟာအခုတော့မလန့်မကန့်ကမျက်ခင်းပြင်ထဲမှာတကူလုံးငိမ့်တက်ပြီးလဲလျောင်းနေတာကိုမြင်လိုက်ရလို့ပဲကျွန်တော်လည်းချက်ချင်းပဲသူ့မစီအပြေးလွှားသွားပြီးထူမပေးလိုက်တယ်ယုံယုံအဆိုးဆုံးကတော့သူမရဲ့ခန္ဓာကိုယ်ပူချိန်ပဲကျွန်တော်သူမရဲ့ပါးပြင်ကိုပုတ်ပြီးခေါ်လိုက်တော့သူမဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လာတယ်သူမရဲ့မျက်စံတွေဟာအချီတူတမြင်လောက်ထိကျင်းမြောင်းကျုံဝင်နေခဲ့ပြီးပူတယ်အယမ်းပူတယ်အယမ်းပူတယ်အယမ်းနာတယ်သူမဟာအသိစိတ်လုပ်ပြီးခန္ဓာကိုယ်ကိုလူးလို့နေရှာတယ်လက်နှစ်ဖက်ကလည်းကျွန်တော်ရဲ့အင်ဂျီကော်လန်ကိုအတင်းဆွဲကင်ထားပြီးငွေတကောင်လိုမျိုးကျွန်တော်ရင်ခွင်ထဲတိုးဝင်လာတယ်ပူလောင်နေတဲ့သူမရဲ့ပါးပြင်ကကျွန်တော်ရဲ့လေဘင်းနဲ့ပခုံးကြမှာဟိုပိုတီပိုလုံးနေပြီးအသက်ရှူတန်တွေကလည်းအယမ်းညံပြီးပူပြင်းနေခဲ့တယ်ကျွန်တော်လည်းစိုးရိမ်တကြီးနဲ့ဟိုတီရှောက်လို့ရှာနေတဲ့သူမရဲ့လက်တွေကိုအမြန်ဖမ်းထိန်လိုက်ရတယ်အဲ့ဒီအချိန်မှာသူမကပါဆက်ကိုဟာပြီးကျွန်တော်လေဘင်းကိုကိုက်ဖို့လုပ်လာတယ်ကြည့်ရတာကျွန်တော်ရဲ့သွေးနဲ့အသက်ဆွမ်းရည်တွေကိုစုပ်ယူခြင်းနေတဲ့ပုံပဲကျွန်တော်လည်းသူမရဲ့ခေါင်းကိုအားနဲ့အသာတုံးထည့်လိုက်ပြီးဘာဖြစ်တာလဲဆိုတာကိုမေးလိုက်တယ်ယုံယုံကအသက်ရှူချက်စွာဖြင့်အားယူပြောလိုက်တယ်ဟိုဖွားအိုကြီးကိုမောင်းထုတ်လိုက်နိုင်ပြီလားအဟုတ်ဒါပေမဲ့ကျမဟော်ဟွမ်းငွေစိတ်မေထုံမိတောက်စေတဲ့ငွေစိတ်မိသွားပြီယုံယုံဟာအသိစိတ်နည်းနည်းပြောင်းဝင်လာပုံရပြီးသွားကိုကြိတ်ကနာကျင်စွာနဲ့ခန္ဓာကိုယ်ကိုတွန်းလိုက်နေရှာတယ်ဟော်ဟွမ်းငွေစိတ်တယ်လားကျွန်တော်အရင်ကရွာထဲကလူကြီးတွေပြောခုတဲ့ဒီလိုမျိုးအစိတ်အကြောင်းကိုတတိယသွားတယ်ဒီလိုငွေစိတ်မိတဲ့လူတွေဟာတဖြည်းဖြည်းနဲ့အသိဝင်တွေဆုံးရှုံးသွားတတ်ကြတယ်အကယ်၍အစိတ်ကိုအချိန်မီမဖြေဖြောက်နိုင်ရင်3ရက်အတွင်းအကြောချင်းတွေတက်တောက်ပြီးတိတ်ဆုံးသွားလိမ့်မယ်မင်းကလေးဖြစ်သူကအားပြတ်နေတော့အတန်ဖြစ်ဖန်ကျူးရှင်မြန်ပြေးတော့ကျမအသိစိတ်လုံးဝမရှိတော့ခင်ရှင်ကိုဘာတွေလုပ်မိမလဲမသိဘူးကျွန်တော်သူမစကားကိုဂရုမစိုက်နိုင်အားပဲပတ်ဝန်းကျင်ကိုပဲဝေဝဲကြည့်မိတော့တယ်စိတ်ထဲမှာလည်းမျောလင်းချက်မဲ့ခြင်းတွေနဲ့ပြည့်နှက်လို့နေတယ်ဒီနေရာကရှိကြည့်လဲရွာမရှိနောက်ကြည့်လဲအိမ်မရှိတဲ့နေရာပဲဝေဟုခဲမတို့အိမ်ကိုပြန်ဖို့ကလည်းအရန်ဝေးလွန်းတယ်ရွာကိုပြန်ဖို့ကြတော့လေရွာလူကြီးရဲ့အနေထားနဲ့ကဒီလိုမျိုးမိစ္ဆာစိတ်ကိုဘယ်လို့မှကုသပေးနိုင်မှာမဟုတ်ဘူးအဲ့ဒီအချိန်မှာအဖိုးဖြစ်သူအရင်ကကျွန်တော်ကိုပြောခုတာတခုကိုတတိယသွားတယ်အခုမျိုးဟောင်းလန်းထဲမှာကျိုးတော့အကျော်ပြင်အနှိတ်ခမ်းရဆိုတဲ့ဆိုင်တစ်ဆိုင်ရှိတယ်တဲ့အကယ်၍မဖြေရှင်းနိုင်တဲ့အောက်လန်းနဲ့ကုထုံးတွေဒါမှမဟုတ်ထူးဆန်းတဲ့ယောဂဝေဒနာတွေနဲ့ကြုံလာရရင်အဲ့ဒီကိုသွားပြီးကန်ဆန်းကြည့်လို့ရတယ်လို့ပြောခုတယ်နားထောင်ရတာစီကံမရှိတဲ့အနှိတ်ခမ်းတစ်ခုလိုမျိုးထင်ရပေမဲ့လက်ရှိအခြေအနေမှာတော့မြင်းကောင်းခွာလေးကန်ဆန်းကြည့်ုံကလွယ်လို့ကျွန်တော်မှတခြားရွေးချယ်စရာမရှိတော့ဘူးကျွန်တော်မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့ယုံယုံကိုတစ်ချက်ကြည့်လိုက်တယ်အခုချိန်မှာသူမရဲ့အခြေအနေကတကယ်ကိုမဟန်တော့ဘူးအပူချိန်တက်ပြီးအလွန်မင်းကနာမငြိမ်ဖြစ်နေရှာတဲ့အဖျားကြီးနေတဲ့လူတစ်ယောက်လိုပဲကျွန်တော်လည်းအချိန်ထက်မဆွဲရတော့ပဲတကူလုံးပူချစ်နေတဲ့သူမကိုကြောပေါ်ပူလိုက်တယ်ကျွန်တော်သူမကိုပိုးပြီးတောအုပ်ထဲကနေအခက်ခဲများစွာနဲ့ရုန်းကန်ထွက်လာခဲ့ပြီးလမ်းမကြီးပေါ်ကိုရောက်လာခဲ့တယ်ပြီးတော့လမ်းမှာဖြတ်မောင်းလာတဲ့ဘတ်စကားတစ်စီးကိုတားလိုက်တယ်ကားပေါ်မှာလူတွေတော်တော်များများရှိနေကြတယ်ကျွန်တော်ကအဝတ်စားမလုံးမလဲဖြစ်နေတဲ့ချုံမောလှပတဲ့မိန်းကလေးတစ်ယောက်ကိုကြောပိုးပြီးတက်လာတာကြောင့်ကားပေါ်ကလူတွေအားလုံးရဲ့လက်ကြည့်ခြင်းကိုချက်ချင်းပဲခံလိုက်ရပါတော့တယ်ကျွန်တော်ခေါင်းငုံပြီးတခြားသူတွေကိုကြော်ဖြတ်ရင်းနောက်ဆုံးတန်းရဲ့ထောက်ဆုံးကထိုင်ကုန်မှာဝင်ထိုင်လိုက်တဲ့ကားကစားထွက်တာနဲ့တုန်ခါမှုကတော်တော်လေးပြင်းထန်တယ်ကျွန်တော်ရင်ဝင်တွေကယုံယုံကပူပူပြီးကနာမငြိမ်ဖြစ်လာတယ်သူတော်တော်လေးနေရခက်နေပုံရတယ်သူ့လက်ချောင်းထဲကနေအောက်အီးပြီးခံနေရတဲ့ညီတော်တန်တွေတစ်ချက်ပြီးတစ်ချက်ထွက်လာတာကအနာတရားဖြစ်နေတဲ့တာရဲတရိတ်ဆန်လေးတစ်ကောင်လိုပဲသူ့လက်တွေကလည်းအလိုလျောက်ရမ်းခါနေမိတယ်ရှေ့တန်းကခီးတဲ့အချို့ကလှည့်ကြည့်လာပြီးကျွန်တော်တို့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြတယ်တူတူတိတ်တိတ်အတင်းပြောနေကြတဲ့ကိုတောင်ကြားလိုက်ရတယ်အင်းအခုခေတ်လူငယ်တွေများနော်နေကင်းကြောင်တောင်ကြီးလူအများရှိမှာနည်းနည်းလေးမှတော့အရှက်ကြောက်မရှိကြဘူးလူခီးတဲ့မျိုးသမီးကြီးတူကပြောလိုက်တယ်ကျွန်တော်ရှက်လုံးလို့အသားတွေတောင်တရှိန်ရှိန်လာတဲ့ယုံယုံကိုရင်ခွင်ထဲမှာပဲမလွတ်တမ်းဖတ်ထားလိုက်ယုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ဘူးယုံယုံကိုတောင်းမှန်ပါတယ်အငြိမ့်နေပါနော်ရှောင်းမလုပ်ပါနဲ့ဦးလို့သူနာနာမှာတိုးတိုးလေးကပ်ပြီးအတနာခံနေတော့သူကပါဇက်ဟာပြီးကျွန်တော်လက်မောင်းကိုလှမ်းကိုက်လိုက်တော့တာပဲဆူရှာတဲ့သူ့ရဲ့ဆွဲသွားတွေကအရေးပြားကိုဖောက်ဝင်သွားပြီးတွေးတွေကသူ့ပါဇက်ထဲစီးဝင်သွားတယ်သူကတော့အရသာတွေးသွားတဲ့အတိုင်းလေချောင်းထဲကနေဂလူးဂလူးနဲ့တွေးတွေကိုမျိုးချတဲ့အတန်တွေထွက်လာပြီးမျက်လုံးထဲကနေညီမြန်းတဲ့အလင်းရောင်ကပိုးပြီးတောက်ပလာတယ်ကျွန်တော်အန်ဂျိတ်တီးခံရင်လက်ကိုလည်းမလွတ်တယ်လို့အတန်ထွက်ပြီးတော့လည်းမအော်ရဲခဲ့ဘူးတော်သေးတာကသူ့အစပိုင်းမှာတွေးဆုပ်ပြီးတာနဲ့ပြန်ညင်ကျသွားလို့ပဲဒီလန်ကီတစ်ခုလုံးကသူ့တန်မြေပြင်မှာဖြတ်တန်းရတာထက်တောင်ပိုပြီးရင်တုံပိုကောင်းနေခဲ့တယ်နောက်ဆုံးတော့ကားကကောင်တီမျိုးလေးကိုရောက်လာခဲ့ပြီးကျွန်တော်ကတော့ဘေးရန်နေကနေထွက်ပြေးလွတ်မြောက်လာတဲ့အတိုင်းယုံယုံကိုကြောပိုးပြီးကားပေါ်ကနေကပ်ပြားကရဆင်းခဲ့လိုက်တယ်ဒီနေရာကမျိုးလေကောင်ဖြစ်ပြီးလမ်းမပေါ်မှာကားတွေလူတွေရှုပ်ရှက်ခတ်နေတာပဲနေရာတိုင်းမှာကြောင်းစင်းလို့ပြန်လာကြတဲ့ကျောင်းသားကျောင်းသူတွေကြီးပဲသူတို့ကကြောပိုးအိတ်လေးတွေကိုစီနဲ့
ကျွန်တော်ကတော့မင်္ဂလာဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ကိုကြောပိုးထားရတာဆိုတော့ပတ်ဝန်းကျင်နဲ့လုံးဝကိုအမဝင်ခွင်ကြဖြစ်နေခဲ့တယ်ကျွန်တော်ခေါင်းကုန်ပြီးခြေလမ်းတွေကိုမြင့်ကမောင်းရိပ်ကျနေတဲ့လမ်းကြားလေးတစ်ခုလေးကိုတိုးဝင်ခဲ့လိုက်တယ်ပြီးတော့ဟောင်းနှက်ပျက်စီးနေတဲ့ဆိုင်ငန်းတကားဝါတစ်ခုရှိမှရက်လိုက်တဲ့ဆိုင်ပုတ်ပေါ်ကနေယုံမီလုံးတွေကတဝက်လောက်ပြက်နေပြီးခြေထောက်နဲ့ချင်းရဆိုတဲ့စားလုံးလေးလုံးထဲမှာခြေထောက်ဆိုတဲ့စားလုံးနဲ့မိကမိတ်တုံလင်းနေတော့တယ်တကားဝါမှာတော့ထူးဆန်းတဲ့ယောဂမျိုးစုံကိုအမြင့်ပြတ်ကုသပေးတယ်ဆိုတဲ့ကြော်ညာစာရွက်တွေကတ်ထားပြီးမှန်တကားပေါ်မှာတော့တရားဝင်အနှိမ့်ထမ်းဆိုတဲ့ဆိုင်ပုတ်ကိုချိတ်ဆွဲထားတယ်ဒါပေမဲ့ဘလို့ပဲကြည့်ကြည့်ဒါကရိုးရိုးသားသားဖွင့်ထားတဲ့နေရာမျိုးနဲ့မတူဘူးကျွန်တော်တကားကိုတုံးပြီးအထဲဝင်သွားလိုက်တယ်မျက်မှန်အနက်ရောင်တက်ထားတဲ့တက်လက်ပိုင်းအမျိုးသားတစ်ယောက်ကပက်လက်ကလေးထိုင်ပေါ်မှာလဲနေပြီးလက်ထဲမှာတော့တေချာတီနှလုံးကိုလှည့်ကစားနေတယ်ဘေးနားမှာတော့မျက်မမြင်လမ်းပြတို့တစ်ချောင်းနဲ့ဘေးတင်စာအုပ်တအုပ်ရှိနေတယ်သူကအေးဆေးတည်ငြိမ်တဲ့အတန်းနဲ့ရိုးရိုးအနှိမ့်ဆိုရင်ရွံတရားဆေးဖော်ဆက်တာဆိုရင်ရွံ90တကယ်လို့ရိုးရိုးမဟုတ်တဲ့အခြားကိစ္စမျိုးလုပ်ချင်ရင်တော့တကားကနေထွက်ပြီးဘယ်ဘက်ကိုကွေးလိုက်ပါလို့ပြောလာတယ်ကျွန်တော်လည်းလောနဲ့ပဲကျွန်တော်ကလူလာခဲ့တာပြည့်လို့អော်ပြောလိုက်တယ်စကားမများနဲ့ထိုလူကစကလုံးအချို့ကိုပြောလိုက်တဲ့အခါတခြားအမျိုးသားတဦးကရုတ်တရက်ထွဲလိုက်ပါတယ်ဒီအချိန်မှာယုံဟာလူယုံမပေါက်တော့ပဲပါဆက်ကိုဟာပြီးလေထဲကိုရန်တန်းကြိုက်ခဲနေပါတယ်အဲ့ဒါကိုမြင်တော့ထိုလူရဲ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပြီးဟာဒါဟောငွေစိတ်မေထုံငွေစိတ်ပါလားမင်းကဘယ်လိုလုပ်ပြီးဒီလိုအောက်လန်းဆုံးကဝေအတက်မျိုးနဲ့တော့ပတ်သက်မိတာလဲသူကပတင်ဘေးကိုရှောက်သွားပြီးယုံရဲ့လက်ကောက်ဝတ်ကိုစမ်းကြည့်ကမျက်မှောင်ကျုပ်လိုက်ပါတယ်အစိတ်ကအယိုးရဲ့အထိပြန့်နှံ့သွားပြီးသူမကြခင်မှာလုံးဝမွေတကောင်လိုပြောင်းလဲသွားတော့မယ်တကယ်ချင်းငါအထင်တော့သူ့ကိုအမြန်ဆုံးအပြင်ကိုလွှတ်ပစ်လိုက်တာပိုကောင်းမယ်နိုင်ဝက်တပြူးတောင်မကြခင်မှာသူကတောရိုင်းမွေတကောင်ဖြစ်သွားပြီးတောင်ပေါ်ကိုပြေးတော့မှအဲ့ဒါမှမင်းလည်းအသက်ချမ်းသာရလိမ့်မယ်မဟုတ်ရင်ဒီညမှာတင်မင်းဟာသူ့ရဲ့ဆုပ်ယူခြင်းကိုခံရပြီးအလောင်းချောက်ဖြစ်သွားလိမ့်မယ်ကျွန်တော်ဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့ယုံကိုကြည့်လိုက်ပါတယ်ယုံကတော့သတိမရှိတော့ပဲရောင်ရမ်းပြီးအော်ဟစ်နေသေးပါစိတ်မကောင်းဖြစ်မိတာနဲ့အိတ်ထဲကဗန်စုစာအုပ်ကိုထုတ်ပြီးထိုလူလက်ထဲကိုအားနဲ့ထည့်ပေးလိုက်ပါတယ်ဒီမှာယွမ်3,600,000ရှိတယ်လောက်လားမလောက်ရင်နောက်ထပ်ရှိသေးတယ်ထိုလူကဗန်စာအုပ်ကိုတက်လက်စိုးရိမ်နေတဲ့အမျိုးသားကိုတက်လက်ကြည့်လိုက်ပြီးပတ်စံကတော့လောက်ပါတယ်ဒါပေမဲ့ငါလည်းမကူနိုင်ဘူးဒါကလူမိသားစုရဲ့ကောက်ကျစ်တဲ့အစိတ်တက်ပဲအဆိုင်တာရောစေးတိုက်တာရောဘယ်အရာမှအသုံးမဝင်ဘူးကြီးတဲ့သူပဲဖြီးရမယ်အစိတ်ခက်တဲ့သူမှပဲဖြည့်စေးရှိမယ်တခုလေးတော့ဖြည့်စေးကတော့ကျွန်တော်ကနားမလည်နိုင်တဲ့မျက်နှာပေးနဲ့ဆရာကိုကြည့်လိုက်တဲ့အခါဆရာကယုံကိုလက်ညှိုးထိုးပြပြီးတီတက်နဲ့ဆက်ပြောပါတယ်တခုလေးတော့ဖြည့်စေးကတော့မင်းကိုယ်တိုင်ပဲဖြစ်ရမယ်သူ့မျက်လုံးထဲမှာမင်းတယောက်ပဲရှိတာတခြားယောက်ျားတယောက်နဲ့သာဆိုရင်သူလက်ခံမှာမဟုတ်ဘူးဒါပေမဲ့မင်းရဲ့မသိစိတ်ထဲမှာသူ့ကိုလိုက်ရောပေးမှရမယ်ဒါပေမဲ့တေချာစဉ်းစားဦးတော့မင်းသူ့ရဲ့ယူသွမှုကိုတောက်ခံနိုင်ရမယ်နည်းနည်းလေးအမှားယွင်းရှိတာနဲ့မင်းရဲ့အသက်ဆွမ်းရည်တွေအကုန်ဆုပ်ယူခံရပြီးမင်းမအလောင်းချောက်ဖြစ်သွားလိမ့်မယ်ကျွန်တော်ကြောက်အံ့သွားပြီးဝေဒနာခံစားနေရတဲ့ယုံကိုကြည့်ကသွားကိုကြိတ်ပြီးခေါင်းငင်းပြလိုက်ပါတယ်ထိုလူကတန်ဆွဲအောက်ကနေအနီရောင်ပိတ်စနဲ့ထုတ်ထားတဲ့အထုပ်လေးတစ်ခုကိုထုတ်ပြီးအမျိုးသားရဲ့ရင်ခွင်ထဲကိုထိုးထည့်ပေးလိုက်ပါတော့တယ်ဒီမှာစီတူဒီမီတိုင်ကိုချက်ချင်းယူသွားပြီးတော့ငိမ့်သက်အေးချမ်းတဲ့နေရာတစ်ခုရှာပြီးရင်သူ့အတွက်ဒီစီတူမီတိုင်ကိုထုံးညှိပေးလိုက်တာဆိုရင်သူ့ကိုယ်ထဲကအစိတ်ကိုဖြည့်ပေးနိုင်လိမ့်မယ်ဒါပေမဲ့မင်းတခုတော့အသေးချာမထားရမယ်စီတူမီတိုင်အကုန်မလောင်ခင်မှာအစိတ်ကိုအပြီးပြည့်ဖြည့်ရှင်းနိုင်ရမယ်မဟုတ်ရင်တော့လူနှစ်ယောက်လုံးတန်ပြန်တက်ရောက်မှုတန်ကိုခံရလိမ့်မယ်စကားလည်းအဆုံးထိုးမျိုးသားသည်သူ့အမျက်နှိုးဆုံးသိမ်းစီထားသည့်ရွှေဝါရောင်ဝိုင်စေးအရက်ပလင်းတစ်ဝက်ရှုံဟောင်းဝိုင်ပလင်းကိုထုတ်ပြီးကျွန်တော်လက်ထဲသို့တန်းပေးပြန်သည်နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်အန်ရီကအရန်ကြီးတယ်အစိတ်စဖြေတာနဲ့တပြိုင်နက်ကောင်းကင်နဲ့မြေကြီးရဲ့ထူးဆန်းတဲ့နမိတ်လက္ခဏာတွေကိုဆွဲဆောင်မိလိမ့်မယ်ပက်ပက်လဲဆယ်လီတွင်းမှာရှိတဲ့မိစ္ဆာတွေတရေတစေတွေအားလုံးကဒါကိုရိပ်မိသွားနိုင်တယ်အထူးသဖြင့်သူ့ကိုအန်ရီပြုခဲ့တဲ့အဲ့ဒီငွေနဂါးမှမွေးမိစ္ဆာဆိုရင်ဧကန်မှုချတကားဝအထိလိုက်ရှာလာလိမ့်မယ်ဒီရွှေဝါရောင်ဝိုင်ကတော့သူ့ကိုခိတ္တခဏပဲတားဆီးပေးထားနိုင်လိမ့်မယ်ကျွန်တော်ရင်ခွင်ထဲကပစ္စည်းတွေကိုကြည့်ပြီးကတင်ပေါ်မှာဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့ယုံကိုတစ်ချက်လန့်ကြည့်ကလက်ပြီးကိုကြည့်ပါအောင်ဆုပ်လိုက်မိပြီးကျွန်တော်ထိုအမျိုးသားကိုကျေးဇူးတင်စကားဆိုခဲ့ပြီးနောက်ယုံကိုကြောပိုးရဆိုင်ထဲမှာထွက်ခွာလာခဲ့တော့သည်ကျွန်တော်တစ်စက္ကန့်လေးတောင်မဆိုင်ရဲပဲယုံကိုကြောပိုးလေးရဲ့ဘေးနားကဟိုတယ်သေးလေးတစ်ခုစီသို့ပြေးဝင်ခဲ့ပြီးထို့နောက်အထက်ကအစုံဆုံးအခန်းကြီးတစ်ခန်းကိုငှားလိုက်ပြီးအခန်းထဲရောက်ပြီးနဲ့ယုံကိုကတင်ပေါ်သို့မြင့်တာစွာချလိုက်သည်ယခုချိန်တွင်သူမ၏မျက်နှာအမူအရာမှာအလွန်ပင်နာကျင်မှုကိုခံစားနေရသည်ကျွန်တော်မဆိုင်မတော်ပဲအဖိုးအိုရဲ့ညွှန်ကြားချက်အတိုင်းထိုရွှေဝါရောင်ဝိုင်ကိုတကားကြားများနှင့်တရင်ပေါက်ပက်ပက်လဲတွင်အရင်ဆုံးလောက်ထည့်လိုက်သည်စက်တိုက်ဆိုသလိုပင်ကျွန်တော်ရိုဖုန်းစီကျူမိတိုင်တစုံကိုထုတ်ယူကာကတင်ခေါင်းရင်းတွင်ထွန်းညှိလိုက်သည်မိအလင်းရောင်ကတုံခါနေပြီးမိတ်ပြပြအလင်းတန်းများသည်ယုံဤကိုပေါ်သို့ကြားရောက်သွားရာသူမ၏နာကျင်နေသောမျက်နှာလေးကိုအနှဲငယ်ပြေရောနူးညံ့သွားစေသည်ဒီစီကျူမိတိုင်ကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာခံစားချက်တွေပေါင်းစုံကကမောက်ကမဖြစ်နေမိသည်မနေ့ညကမပြီးဆုံးခဲ့ရတဲ့မင်္ဂလာပွဲဟာအခုလိုမျိုးထွက်ပြေးတိတ်ရှောင်နေရတဲ့လမ်းခီးမှာပြန်လည်ဖြည့်ဆည်းရလိမ့်မယ်လို့ဘသူကထင်ထားမိမှာလဲကျွန်တော်စိုးရိမ်တကြီးဖြစ်ယုံဤမျက်နှာနာသို့တိုးကပ်သွားပြီးသူမ၏အလွန်လာပါသောပါးပြင်လေးကိုကြည့်ကမနေနိုင်ပဲတပြင်းချလိုက်မိသည်သူမအတွက်ချွေးတုပ်ပေးရန်ကြံရွယ်ယုံရှိသည့်နောက်တစ်စက္ကန့်တွင်ယုံကမျက်လုံးများကိုရုတ်တရက်ပွင့်လာပြီးစက္ကန့်နဲ့နိုးလာခဲ့သည်သူမ၏မျက်ဝန်းအစုံတွင်အနီရောင်လင်းနှန်းများတောက်ကလာပြီးချက်ချင်းပင်ထရက်ကကျွန်တော်ကိုကရင်ပေါ်သို့တွန်းလဲချလိုက်တော့သည်ထို့နောက်ကျွန်တော်၏လေပင်ကိုကိုက်ခဲလိုက်လေသည်ထိုအချိန်တွင်ပင်ပေါက်အပြင်ဘက်ကောင်းကင်ရန်၌ရုတ်တရက်မိုးချင်းတန်ကျဲကြီးတစ်ချက်မြည်ဟဲသွားပြီးလေပြင်းများတိုက်ခတ်လာကပင်ပေါက်မှန်တကားများကိုဝုန်းတိုင်းကျဲအောင်လာရောက်ရိုက်ခတ်တော်သည်ယုံသည်တာရဲတိတ်ဆန်တွင်ပြောင်းလဲတော့မိအခြေအနေကိုရောက်ရှိနေတကယ်လို့ရှိပြီးသူမ၏လှုပ်ရှားမှုများသည်ကြမ်းတမ်းကအလွန်မင်းစိတ်လိုက်မှန်မှဖြစ်နေသည်သူမသည်ကျွန်တော်ကိုကိုက်ရန်အကြိမ်ကြိမ်ကြိုးစားတော်လဲရုတ်တရက်ပြန်လဲရက်တန်သွားတတ်ပြီးသူမ၏စိတ်ထဲကနောက်ဆုံးကြံရှိနေသောအသည့်စိတ်ဓာတ်ကိုအသုံးပြုကာမိမိကိုယ်ကိုတာရဲစိတ်မဝင်အောင်အစွမ်းကုန်ထိန်းချုပ်နေရသည့်ပုံစံဖြစ်နေရှာသည်သူမကိုမေးခွန်းတွေမေးချင်ပေမဲ့လည်းဒီအချိန်မှာသူမသတိပြန်ရလာရင်ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုလုံးဝထိခိုက်ပျက်စီးသွားစေမလားဆိုပြီးစိုးရိမ်နေမိတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲမှာရုတ်တရက်ဆိုသလိုလူတိုင်းရင်းနှီးနေတဲ့မြူကိုဖြူတွေဖုံးလွှမ်းလာပြီးကတင်ပေါ်ကဖျောင်းတိုင်မီတွေလည်းတပြိုင်နက်တည်းငိမ့်သွားခဲ့တော့တဲ့အခန်းတကားအပြင်ဘက်ကနေတောက်ဆိုပြီးပြင်းထန်တဲ့တကားခောက်တံတွေထွက်ပေါ်လာပြီးတစီတကောင်လို6လမ်းရစ်ပတ်နေတဲ့အတန်ဆိုးကြီးတစ်ခုကအပြင်ဘက်ကနေပဲ့တင်ထက်လို့နေတယ်ဒါဟိုအဖွားကြီးပဲသူမတကယ်ပဲလိုက်လာခဲ့ပြီးယုံဟာတတိနည်းနည်းပြန်လဲပွင့်လင်းလာပုံရပြီးတကားပြင်ဘက်ကအတန်ကြောင့်စိတ်လှုပ်ရှားတုန်လှုပ်သွားပုံရတယ်သူမဟာအပြင်ကိုဝုန်းနိုင်ကျပြီးထွက်ပြီးအသက်နဲ့လဲလို့တိုက်ခိုက်ဖို့ကြိုးစားနေတာကြောင့်အမျက်ခတ်ထားပြီးဒီကိုယ်လုံးနဲ့ဖိနှိပ်ချုပ်ကင်ထားရင်မလှုပ်ရှားဖို့အချက်ပြလိုက်ရတယ်နောက်တစ်စက္ကန့်မှာလည်းတကားလောက်ဟာပြင်းထန်တဲ့အင်အားတစ်ခုကြောင့်ဝုန်းကနေပွင့်ထွက်သွားပြီးအဖွားကြီးဟာတကားဝမှာမတက်ရက်နေတယ်အဖွားကြီးရဲ့နောက်ွယ်မှာတော့ရှာတတနဲ့ငွေဆိုးမြောက်များခွေလိမ့်နေကြတယ်သူမရဲ့အဝါရောင်တန်းပြီးမှုံဝါနေတဲ့မျက်လုံးအစုံကကရင်ပေါ်ကမိတောက်တွေကိုစူးစိုက်ကြည့်နေတယ်ရင်ခွင်ထဲမှာနာကျင်စွာရုန်းကန်နေတဲ့ဇနီးတွေကိုကြည်ရင်ပြီးတော့ကြိုတင်ငိမ့်သက်ခြင်းခံလိုက်ရတဲ့ငကားနဲ့ဟင်းသားမင်္ဂလာဖျောင်းတိုင်တွေကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာတစ်ခါမှမကြုံဘူးတဲ့ဒေါသတရားတွေအရှိန်ဟုန်နဲ့ပောက်ကွဲထွက်လာခဲ့တယ်
ချက်ချင်းပဲကတင်ခေါင်းရင်းမှာရှိတဲ့ငွေဆိုးနိုင်တဲ့ရွှေဝါရောင်ဆေးအရက်ပလင်းတစ်ဝက်ကိုဆွဲယူပြီးအဖွားကြီးစီကိုအားကုန်လွှဲပစ်လိုက်တော့တယ်ဖန်ပလင်းကွဲသွားပြီးဆေးရက်တွေဟာအဖွားကြီးတစ်ကိုယ်လုံးကိုဆိုးရွှဲသွားစေခဲ့တယ်သူမစီကနေဆူရှာတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးငွေဆိုးတွေဟာလည်းအပူလောင်ခံလိုက်ရတယ်လို့ယူသွစွာတွန့်လင်သွားကြတယ်ဒါပေမဲ့သူမကတော့မိမိကိုယ်တိုင်ရဲ့ဒဏ်ရာတွေကိုတောင်ဘီယူမဆိုင်နိုင်တော့ပဲလုံးဝယူသွသွားပြီးအသက်နဲ့လဲပြီးပြေးဝင်လာပြီးတော့လက်ထဲကဂျိုင်းထောက်ကိုမြောက်ပြီးဥကောင်းတက်တဲ့ကိုအားကုန်လွှဲရိုက်ချလိုက်တော့တယ်အဲ့ဒီလိုအသက်အန္တရာယ်အလွန်စိုးရိမ်ရတဲ့စိုးစင်းညအချိန်လေးတွင်းမှာပဲငါလူကိုထိရဲရင်တေဖို့တာပြင်တော့ယုံယုံဟာဘဲအချိန်ကလေးကထွက်လိုက်မှမသိလိုက်ရဘူးသူမရဲ့နောက်ွယ်မှာတော့မြေခွေးဝိညာဉ်ပုံရိပ်တစ်ခုထွက်ပေါ်လာပြီးဒီကိုယ်လုံးမှာနတ်မီတောက်တွေဝင်းရနေတဲ့ကျဲလောင်ဆူရှာတဲ့မြေခွေးဟိမ့်တန်ကြီးကတခန်းလုံးကိုပဲ့တင်ထက်သွားပြီးပြင်းထန်လွန်းလာကြောင်းပြင်းပေါက်မှန်တွေအားလုံးပါဝန်ကနေကွဲအပ်သွားစေခဲ့တယ်ယုံယုံရဲ့နောက်ွယ်ကမြေခွေးဝိညာဉ်ပုံရိပ်ဟာရုတ်တရက်ကြီးမားထွားကျိုင်းလာပြီးကဘာမြေကိုဖျက်ဆီးပစ်နိုင်လောက်တဲ့အချိန်ဝါဆွမ်းအားတွေနဲ့တူထိုးဖွားကြီးစီကိုအားကုန်ခုံအုပ်လိုက်ပါတော့တယ်ထိုးဖွားကြီးရဲ့မျက်နှာတစ်ခုလုံးဖြူဖြော့သွားပြီးအချိန်မီနောက်ဆုတ်ဖို့တတိမရခင်ပါပဲအဲ့ဒီမမြင်ရတဲ့စွမ်းအင်လိုင်းရဲ့ရိုက်ခတ်မှုကိုခံလိုက်ရပြီးအဝေးကိုလွတ်ထွက်သွားတော့တယ်ထိုးဖွားကြီးရဲ့ကြောက်လန့်တကြားအော်ဟစ်တန်ဟာပြင်းပေါက်အပြင်ဘက်ကမိုးချင်းတန်တွေလျှက်စီးလက်တန်တွေကြားထဲမှာနစ်မြုပ်ပြောက်ကွယ်သွားခဲ့တယ်အခန်းတကားကလည်းမမြင်ရတဲ့အင်အားတစ်ခုကြောင့်ဝုန်းခနဲ့ပြင်းပြင်းထန်ထန်ပိတ်သွားခဲ့ပြီးအခန်းထဲမှာတဖန်ပြန်ပြီးတိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်မင်္ဂလာဆောင်ဖျောင်းနိုင်တွေကပြန်လဲလင်းထင်လာပြီးယုံယုံရဲ့ခန္ဓာကိုယ်ပေါ်ကနက်တီဝါအရှိန်ဝါတွေလည်းတဖြည်းဖြည်းပြောက်ကွယ်သွားခဲ့တယ်သူမဟာခန္ဓာကိုယ်ထဲကအားရင်အားလုံးကုန်ခန်းသွားတယ်လို့မျိုးကတင်ပေါ်မှာပျော့ကွယ်လဲကျသွားရှာတယ်သူမရဲ့မျက်ဝန်းထဲကနီးမြန်းတဲ့အလင်းရောင်တွေမိမ့်မိတ်သွားပြီးအဲ့ဒီနေရာမှာနှွေးဦးရည်စင်လိုကြည်လင်ပြီးဝေဝါးနေတဲ့မျက်ဝန်းအစုံကအစားထိုးဝင်ရောက်လာခဲ့တယ်အရှင်ယောက်ျားသူမကခတိုးတိုးလေးခေါ်လိုက်တယ်အဲ့ဒီနူးညံ့ပျော့ပြောင်းလုံးတဲ့အတန်လေးကလူတစ်ယောက်ရဲ့နှလုံးသားကိုတုံရင်သွားစေနိုင်လောက်တဲ့ကြည်ရတာသူမခန္ဓာကိုယ်ထဲကအစိတ်ကလုံးဝမပြေသေးတဲ့ပုံပဲဒါပေမဲ့မင်္ဂလာဆောင်ဖျောင်းနိုင်ကတော့တဝက်တောင်မကျန်တော့ဘူးကျွန်တော်ရှိကဒီလောက်လာပါလုံးနဲ့မျက်နှာလေးကိုကြည့်ပြီးကျွန်တော်ဘာမှတွေဝေမနေတော့ပဲလက်ကိုဆန့်ပြီးကတင်ကောင်းရင်းကမိခလုတ်ကျိုးလေးကိုဆွဲပိတ်လိုက်တော့တယ်ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့3ရက်မြောက်နေ့ရဲ့မနက်ခင်းကိုရောက်နေပြီနေအောင်ကြီးကကတင်ပေါက်လိုက်ကနေတဆင့်ကတင်ပေါ်ကိုဖြာချနေတယ်ကျွန်တော်နာကျင်ကြိုက်ခဲနေတဲ့လက်မောင်းတွေကိုလှုပ်ရှားကြည့်လိုက်တော့ရင်ခွင်ထဲမှာဟာလာဟင်းလင်းဖြစ်နေတာကိုသတိပြုမိလိုက်တယ်ကျွန်တော်နှလုံးသားထဲထိတ်ခနဲဖြစ်သွားပြီးဘုံကနေကုန်းထထိုင်လိုက်မိတယ်ယုံယုံကကတင်ပေါက်နာကဆိုဖာကလတ်ထိုင်ပေါ်မှာထိုင်နေတဲ့လက်ထဲမှာတော့အဲ့ဒီစာအုပ်ကိုကင်ထားပြီးခေါင်းလေးဆောင်ကကျွန်တော်ကိုလှမ်းကြည့်နေတယ်သူမကရိုးရိုးရှင်းရှင်းခစ်ပေါ်အဝတ်စားတွေကိုလဲဝတ်ဆင်ထားပြီးစပင်ကိုခက်မြင့်မြင့်လေးမြင့်မြင့်စပင်ပုံစံစီးထားတဲ့ကြည့်ရတာတာမန်အိမ်နီးနားချင်းကောင်းမလေးတယောက်လိုပဲမိစ္ဆာအငွေ့တက်မျိုးလုံးဝမရှိတော့ဘူးမင်းရဲ့အစိတ်ပြေသွားပြီလားယုံပြေသွားပါပြီသူမကပျော်ပျော်ရွှင်ရွှင်နဲ့ခုန်ကူးလာပြီးကျွန်တော်ဘာကိုရှုခနဲ့အတန်မြင်အောင်နမ်းလိုက်တယ်ဒါရင်မကသေးဘူးနော်အစိုးရကအကောင်းဆိုသလိုပဲကျမရဲ့စွမ်းအားတွေပါအများကြီးတိုးတက်လာသေးတယ်ကျွန်တော်လည်းစိတ်သက်သာရစွာနဲ့တက်ပြင်းတစ်ချက်ချလိုက်ပြီးသူမရဲ့လက်ကိုဆွဲကအဲ့ဒီယူကြောင်ဆုံးမကြီးတော့ဘယ်ရောက်သွားလဲလို့မေးလိုက်မိတယ်မနေ့ကသူကကျမရဲ့မိစ္ဆာစွမ်းအားတံပြန်ရိုက်ခတ်မှုကိုခံလိုက်ရတာလေခန္ဓာကိုယ်ဒဏ်ရာတွေကိုကုသဖို့အတွက်သူ့နေရာသူပြန်သွားတော့ပါပြီစိတ်ချပါကျမပြန်ရောက်တာနဲ့အဖွားကိုအကုန်တိုင်ပြောပြီးအဲ့ဒီလူမိသားစုကိုအကျွေးကုန်တောင်းပြဦးမှာအဲ့ဒီစကားကိုကြားမှာပဲကျွန်တော်ရဲ့ရင်ထဲကအပူတုံးကြီးတဖြည်းဖြည်းကျသွားတော့တယ်သူမကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်ဒီလိုနှွေးထွေးတဲ့ခန္ဓာကိုယ်အပူချိန်နဲ့ထိတွေ့မှုကပဲကျွန်တော်တို့တကယ်အသက်ရှင်ကျန်ရစ်ခဲ့ပြီဆိုတာကိုနောက်ဆုံးမှယုံကြည်သွားစေခဲ့ပါတယ်ကျွန်တော်တို့ပစ္စည်းတချို့တင်ဆက်ပြီးတဲ့နောက်ကျွန်တော်တို့ရွာကိုပြန်လာခဲ့ကြတယ်ရွာဝင်ဝကိုရောက်ခါစားရှိသေးတယ်ရွာလူကြီးအဖိုးကတုတ်ကောက်ကိုအမိပြုပြီးရွာဝမှာမျော်လင့်တကြီးစောင့်ကြည့်နေတာကိုလှမ်းမြင်လိုက်ရတယ်ကျွန်တော်တို့တွေဘေးကင်းကင်းနဲ့ပြန်ရောက်လာတာကိုမြင်တော့အဖိုးအိုခါများဝမ်းသာလွန်းလို့မျက်ရည်တွေတောင်ဝဲလာရှာတယ်တကယ်တော့အဲ့ဒီနေ့ကအယူဖွာဒဏ်ရာအပြင်းထန်ရပြီးထွက်ပြေးသွားပြီးတဲ့နောက်ရွာဘေးပတ်လည်မှာဝိုင်းုံနေတဲ့မွေအုပ်ကြီးလည်းအကုန်လုံးလူစုကွဲသွားခဲ့ကြတာပဲပို့ပြီးအံ့ဩဖို့ကောင်းတာကရွာထဲကမွေးစိတ်အနေငယ်တင်နေခဲ့ကြတဲ့ရွာသားတွေဟာတညာလေးနဲ့အကုန်လုံးပြန်ကောင်းသွားကြတာပါပဲရွာလူကြီးကကျွန်တော်လက်ကိုဆွဲယုံကိုလည်းလှမ်းကြည့်ရင်းနဲ့လေးနဲ့တီကြီးတဲ့အတိတ်တွေနဲ့ဒီလိုပြောရှာတယ်ငါတို့ချန်မိသားစုရဲ့ကောင်လေးကြီးတို့ဘိုးဘွားတွေကဟီယိုမိသားစုမြေခွေးမျိုးနွယ်အပေါ်မှာကောင်းကင်လောက်ကြီးမားတဲ့အကျွေးတင်ခဲ့ဘူးလားအခုတော့မြေကြီးကဟူမိသားစုတွေကိုဝင်လိုက်ပြီဆိုတော့နှစ်ပေါင်းရာနဲ့ချီတဲ့ဒီကံကြမ္မာအညိုတေးဝကျွေးကိုဆက်လိုက်နိုင်ပြီလို့ဆိုရမှာပေါ့ပြောရင်းနဲ့အဖိုးကကျွန်တော်နဲ့ယုံရဲ့လက်ကိုအတင်းပူကဆုပ်ကင်ပေးပြီးလေးနဲ့တဲ့လေတန်းနဲ့ဆက်ပြောတယ်မြေကြီးရေအရင်ကအဖိုးအမြဲတမ်းစိုးရင်ခဲ့တာကမင်းရဲ့ပြန်စားတာကတိတ်ပြင်းထန်လွန်းလို့အထီးကျန်ပြီးကိုးကွယ်ရမယ်ဖြစ်နေမှာကိုပဲအခုတော့အဆင်ပြေသွားပါပြီယုံရှိနေပြီဆိုတော့အဖိုးတနေ့နေ့မျက်စိမိတ်သွားရရင်တော့စိတ်အေးလက်အေးနဲ့သွားနိုင်ပါပြီကျွန်တော်လည်းယုံရဲ့လက်ကိုတင်းဆုပ်ကင်ထားမိပြီးသူမရဲ့လက်ပွားစီကနေထွက်ပေါ်လာတဲ့နှွေးထွေးမှုကိုခံစားလိုက်ရတယ်ယုံကလည်းအရင်လိုမဆိုးတော့ပဲကျွန်တော်လက်ကိုပြန်လဲဆုပ်ကင်ရင်ကျွန်တော်ပခုံးပေါ်ကိုညင်ညင်တာတာလေးမိတွဲလာတယ်ပြီးတော့ကျွန်တော်နားနားမှာလေတံတိုးတိုးလေးနဲ့ပြောရှာတယ်နောက်နောင်ကိုကျမရှိနေမှာမို့လို့ဘယ်သူမှရှင်းကိုနှိမ့်ဆက်ညှဉ်းပန်းဖို့မတွေးရဲစေရပါဘူးကျွန်တော်ခေါင်းဆောင်ပြီးသူမကိုကြည့်လိုက်ပြီးတော့တောက်ပပြီးအယောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့သူမရဲ့မျက်ဝန်းအစုံနဲ့အကြည့်ချင်းဆုံသွားခဲ့တယ်ရင်ထဲမှာတော့လွန်ခဲ့တဲ့6နှစ်ခွဲလောက်ကကျွန်တော်ရင်ခွင်ထဲမှာငြိမ်လေးမိပြီးကျွန်တော်ကြည့်ပြင်းလာတာကိုအဖော်ပြပေးခဲ့တဲ့နှင်းလိုဖြူစင်တဲ့မြေခွေးပေါက်စလေးကိုပဲပြန်မြင်အောင်လာမိတယ်လို့ပါပဲတောတောင်လေးငင်းကတိုက်ခတ်လို့တရွက်ကြွေအချို့ကိုလွင့်ပါသွားစေတယ်ကျွန်တော်ပြုံးလိုက်မိရင်သူမရဲ့လက်ကိုဆွဲလို့အိရှိယာလမ်းမစီတို့ခြေလမ်းကျဲကြီးတွေနဲ့ရှောက်လန်းသွားခဲ့ကြပါတော့တယ်